အားလုံးပဲမင်္ဂလာပါရှင် Horror Story မြန်မာ Channel ကနေပြန်လည်ကြိုဆိုပါရရှင်ဒီနေ့မှာပရိသတ်တင်သားစီအမေဇလန်းလေးကအပမိတဲ့ရွာဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဇလန်းလေးကိုတော့ကျမစုလိုက်ရတင်ဆက်ပေးသွားမှာပါဦးစိုးနိုင်တယောက်ခုချိန်မှာမြို့ပေါ်ကအထက်တန်းကျောင်းတစ်ခုမှာကျောင်းအုပ်ကြီးဖြစ်နေပေမဲ့သူ့စိတ်အစဉ်ကတော့လွန်ခဲ့တဲ့10နှစ်ကျော်အနည်း20နီးပါးလောက်ကဘကူးရိုးမအနောက်ချမ်းကရွာလေးတစ်ရွာမှာကြုံတွေ့ခဲ့ရတဲ့သူ့ဘဝရဲ့အမတ်တရအဖြစ်ဆုံးထူးဆန်းတဲ့ကျောင်းမွေခွေရအဖြစ်ပြက်တွေကိုတော့တိုက်ဆိုင်တိုင်းမှာပြန်ပြောင်းတတိယမိနေစေပါတစ်ချိန်ကသူမူလာရင်ပြစီကဘဝအဖြစ်ပထမဆုံးအလုံတောင်းဝင်ကြခဲ့မှုတဲ့ရွာလေးအကြောင်းအဲ့ဒီရွာလေးနာမည်ကကြပေါင်းနာမည်ကနည်းနည်းကျန်းတယ်လို့ထင်ရပေမဲ့ရွာကတော့သူ့နာမည်နဲ့လာမှမသက်ဆိုင်အောင်အေးချမ်းလာတယ်ရိုးမတောင်တန်းကြီးကိုနောက်ခံပြုတ်ထားပြီးတော့စိမ့်ဆိုနေတဲ့လေခွင်းတွေကိုင်းခင်းတွေနဲ့ပကြီးကားတစ်ချက်လိုလှပတဲ့ရွာသူရွာသားတွေကလည်းရိုးသားဖော်ရွေကြတယ်သူတို့ရဲ့အဓိကအသက်မွေးဝမ်းကြောင်းကတော့တောင်သူလက်ရအလုပ်ပဲပေါ့ကျွန်တော်အဲ့ဒီရွာကိုမူလာရင်ပြစီဟာဖြစ်နေစရောက်တော့အသက်က20ကျော်ဆွန်းဆွန်းပေါ့မြို့ပြရဲ့စုညံမှုတွေနဲ့အသားချခဲ့တဲ့ကျွန်တော်အတွက်ကြောင်ပေါင်ရွာရဲ့တိတ်ဆိတ်မှုကအစပိုင်းမှာတော့အနှဲငယ်နေရခက်စီတယ်ဒါပေမဲ့တိတ်မကြပါဘူးရွာငယ်လူကြီးတွေရဲ့မိဘရင်းတဖွဲဆောက်ရှောက်မှုရွာသူရွာသားတွေရဲ့ညီကိုတဖွဲရင်းနှီးချစ်ခင်မှုတွေကြောင့်ကျွန်တော်ဟာကြောင်ပေါင်ရွာသားတစ်ယောက်လိုဖြစ်လာခဲ့တယ်ကြောင်ပေါင်ရွာမှာအလားဆုံးလို့ပြောစမဲ့ပြရတဲ့သူတစ်ယောက်ရှိတယ်သူ့နာမည်ကမတ်နွေရွာရဲ့ဖျားပွဲအလူပွဲတွေမှာကုန်းတော်ကိုင်ဆိုရင်မတ်နွေကတူးရဲ့မူပိုင်ပဲသူ့ရဲ့ငကိုလှပမှုနဲ့မြမဝစ်စုံလေးပေါင်းဆက်လိုက်ဘသူမှမျက်စိမခွာနိုင်လောက်ကြည်ကောင်းလို့နေရွာကာလာသားတွေရဲ့နှလုံးသားကိုတိမ့်ပိုက်ထားနိုင်ခဲ့သူပေါ့ဒါပေမဲ့ကဲကျမမျက်နှာသာမပေးခဲ့ပါဘူးတနေ့မှာတော့မြို့ကနေစပားလာဝဲတဲ့ပွဲစားတယောက်ကြောင်ပေါင်ရွာကိုရောက်လာတယ်ကြည်ကောင်းရှုကောင်းစကားပြောကောင်းနဲ့အဲ့ဒီမြို့သားပွဲစားနဲ့မတ်နွေတို့ရင်ခံမိကြတယ်အစပိုင်းမှာတော့ရွာလူတွေကသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့သဘောတူကြည်နူးခဲ့ကြတာပေါ့ငါညမလေးတော့ကန်ကောင်းနေဟေးလူလားပြောခဲ့ကြသေးတယ်ဒါပေမဲ့အဲ့ဒီကန်ကောင်းချင်းကတိတ်မကြလိုက်ဘူးစပားဝယ်ပြီးလို့မြို့ပြန်တက်သွားတဲ့ပွဲစားဟာရွာကိုပြန်ရောက်မလာတော့နားရီကြာလာတဲ့ခါမှာတော့မတ်နွေမှာကိုဝင်ရှိနေပြီဆိုတဲ့အကြောင်းကရွာထဲမှာတဖြည်းဖြည်းပြန့်နှံ့လာတယ်ညှို့လင်းချက်တွေပြတ်သုံးအဆက်တရထိတ်ဆုံးရောက်လာတဲ့ခါမှာတော့တနေ့မနက်ခင်းမှာရွာနောက်ဘက်ကချောင်းထဲမှာမတ်နွေရဲ့အသက်မဲ့ခန္ဓာကိုလူတွေတွေ့လိုက်ရတယ်။ရွာရဲ့ကုန်းတော်ကိုင်အလှလေးဟာသူ့အဆက်ကိုအသက်နဲ့လဲသွားခဲ့ရှာတယ်။အဲ့ဒီနေ့ကကြောင်ပေါင်ရွာတစ်ခုလုံးငိုကြွေးခဲ့ရတယ်။ရွာရဲ့အလှတရားတစ်ခုအစိတ်ခက်ခံလိုက်ရတယ်လို့ပဲအဲ့ဒီအဖြစ်ဆိုကြီးဖြစ်ပြီးနောက်မှာတော့ကြောင်ပေါင်ရွာဟာအရှင်လိုပြန်အေးချမ်းသွားခဲ့ပြီမဲ့မတ်နွေရဲ့ဝမ်းနေစရာစသိန်းကတော့ရွာသူရွာသားတွေရဲ့ရှင်ထဲမှာအမာယုတစ်ခုလိုကြံ့နေရစ်တယ်။အဲ့ဒီအမာယုကတနေ့မှာသွေးစိမ့်ရှင်ရှင်တွေထွက်လာမဲ့ကတ်ဆိုးကြီးတစ်ခုရဲ့နေတန်းဆိုတာကိုတော့အဲ့ဒီအချိန်ကဘယ်သူမှကြုံမသိခဲ့ကြအောင်။မန်တွေဆုံးပြီးလို့နေ့အနှဲငယ်ကြာသွားတဲ့အခါမှာသူ့အချောင်းကိုလူတွေမိမိပျောက်ပျောက်ဖြစ်စပြုတ်လာပြီးရွာကလည်းသူ့ရဲ့ငကိုမူလအေးချမ်းတဲ့ဘဝထဲမှာပြန်လေပုံမှန်အတိုင်းလေပတ်နေတယ်။အဲ့ဒီနေ့ရဲ့တဆောင်မုံလာပြေကျော်တရက်ရွာမှာတခိုးကြီးညလို့ခေါ်တဲ့ညတညရှိတယ်။အဲ့ဒီညမှာတော့လူငယ်တွေကသူများချင်တွေကကြက်ပဲခိုးတာကိုရိုးရာတစ်ခုလိုသဘောထားပြီးတော့ပျော်ပျော်ပါပါခိုးကြချက်ပြုတ်စားတောက်ကြတယ်။အဲ့ဒီညမှာရွာထိပ်ကကိုလူအေးရဲ့အိမ်ရှိကွပ်ပြစ်မှာကာလာသားတတိုက်ဟာစုနေကြတယ်။ဖိုးကျော်လှအောင်ငဦးတို့ဦးဆောင်တဲ့လူငယ်တစုပေါ့။သူတို့ရှေ့မှာကတော့အခုလေးတွေချက်ပြီးကစားချက်သားဟင်းဦးဟာမွေးကြိုင်နေပြီးတော့အရက်ဖြူပလင်းတွေကလည်းဟိုတလုံးဒီတလုံးဟဲ့အောင်ဖိုးကျော်မေးလိုက်ရတော့ရှယ်ပဲကွာလှအောင်ကကြက်ပေါင်တစ်ချောင်းကိုကိုက်ရင်းနဲ့ပြောလိုက်တယ်။ဖိုးကျော်ကအရက်ခွက်ကိုတမော်မော်ရင်းနဲ့ရှင်ဘက်ကိုကော့လိုက်တယ်။ဒါဘောကွာငါတို့လိုကာလာသားဆိုတာအကုန်တက်ရတယ်။စကားဝိုင်းကအရက်ရှင်လေးနဲ့တဖြည်းဖြည်းကျန်းလာတယ်။ဟိုเจ้าဒီเจ้าပြောကြရင်ကနေနောက်ဆုံးတော့ပရာလောကအကြောင်းကိုရှောက်သွားရောဒီလောကကြီးမှာတရေတကယ်ရှိရလို့မင်းတို့ယုံလား။ငါဦးကအရက်ရှင်တက်ပြီးတော့အာလီရှာလေးနဲ့စကားစားလိုက်တယ်။ရှိမှာဘောကွာမမြင်မှုပေမဲ့မရှိဘူးလို့တော့ပြောလို့မရဘူးလေ။လှအောင်ကဝင်ထောက်ပါတယ်။ဘုန်းကျော်ကတော့ဟားတိုက်ရှိရင်ဘယ်တရေလေးကွာလူတက်ပြီးတော့ထောင်ချမှာပဲကြောက်တယ်။တေပြီးသားတရေကိုငါမကြောက်ဘူး။အဲ့ကောင်နေငါ့ကိုလာချောက်ကြည့်ပါလား။မตาချင်းထက်သေးသွားမယ်။သူ့စကားကြောင့်ကျန်တဲ့လူတွေဟာဝိုင်းရီကြတယ်။ဒါပေမဲ့ငါဦးကတော့အရှိန်မတက်ဘူး။မင်းတကယ်မကြောက်ဘူးလားဖိုးကျော်။မကြောက်ဘူးကွာ။ငါလေမင်းကစမ်းကျင်လို့လား။အေးစမ်းကျင်တယ်။ငါဦးရဲ့အတန်ကနည်းနည်းတင်းမာသွားတယ်။မင်းတကယ်စားရှိလောင်းမလားဟဲ့အောင်။ဘာလောင်းပါလဲပြော။ဖိုးကျော်ကစိန်ခေါ်လိုက်တယ်။ငါဦးဟာပဝင်းချင်ကိုတစ်ချက်ကြည့်ပြီးတော့လ
လေးသားကိုနှိပ်လိုက်တယ်မတ်နွေကိုမင်းတို့မှတ်မိကြသေးလားဒီနာမည်ကြားလိုက်တော့အရှက်ဝိုင်းဟာခဏတော့တိတ်သွားတယ်အားလုံးရဲ့မျက်နှာမှာအရေးတစ်ခုဖြတ်ပြေးသွားတယ်မတ်နွေဆိုတာသူတို့အားလုံးတစ်ချိန်ကလိုက်ခဲ့မှုတဲ့ရွာအလှလေးမဟုတ်လားငါဦးကဆက်ပြောတယ်မတ်နွေကိုမင်းခေါ်ရလောက်ဖို့ကြောတကယ်လို့သူ့ဝိညာဉ်ရောက်လာတယ်ဆိုရင်တက်တည်ပြနိုင်မင်းနိုင်ပြီဒီအရှက်ဝိုင်းရောနောက်ညတွေအတွက်ရောငါရှင်းမယ်မခေါ်ရရင်တော့မင်းကခွေးပဲအဲ့ဒီစကားဦးကျော်ရဲ့ယောက်ျားမာနာကိုသွားဆွလိုက်တယ်လို့ပဲခွေးမဖြစ်ချင်ဘူးကခေါ်ဆိုခေါ်မှာပေါ့ဘလို့ခေါ်ရမှာလဲပြောတွေ့ပါတယ်ငါဦးဟာသူ့အိမ်ထဲခဏပြန်ဝင်သွားပြီးဖုန်တက်နေတဲ့ဓာတ်ပုံအဲဘဲဟောင်းတအုပ်ကိုယူလာတယ်အဲ့ဒါကလူငယ်တဲ့နှစ်တွေကရွာကထိန်အလှမှာရိုက်ထားတဲ့ပုံတွေသူကစာမျက်နှာတစ်ရွက်ကိုလှန်လိုက်တယ်အဲ့ဒီမှာကုန်းနောက်ကင်ထားတဲ့မက်နွေရဲ့ပုံပြုံးနေပေမဲ့သူ့မျက်ဝန်းထဲမှာဆွေးရည်တွေတန်းနေတယ်လို့ပဲဒီပုံစပွဲပေါ်တင်ဖျောင်းနိုင်တိုင်းထုံးပြီးတော့စပွဲကုံလက်နဲ့9ချက်တိတိခောက်ပြီးသူ့နာမည်ခေါ်လိုက်မက်နွေမင်းကိုတွေ့ချင်လို့ခေါ်တာပါရောက်လာရင်အတန်ပေးပါလို့သုံးခါပြောဖိုးကျော်ဟာတဟားဟားရည်တယ်ဒါလေးမြောက်ကွာလွယ်လိုက်တာသူကတကယ်ပဲမက်နွေရဲ့တပ်ပုံကိုစပွဲပေါ်တင်လိုက်တယ်ဖျောင်းနိုင်ကိုမင်းညစ်ပြီးတော့ပုံရက်ဘေးမှာထောင်လိုက်တယ်ဖျောင်းနိုင်မီးအောင်ကြောင့်မက်နွေတပ်ပုံကအသက်ဝင်လာတယ်လို့ပဲအရှက်ဝိုင်းကခုတော့လုံးဝတိတ်ဆိတ်နေပြီအားလုံးကဖိုးကျော်လုံနေတာအသက်အောက်ပြီးတော့ကြည်နေကြတယ်ဖိုးကျော်ကစပွဲကို9ချက်ခောက်လိုက်တယ်ပြီးတော့မျက်လုံးကိုမှိတ်ပြီးမက်နွေမင်းကိုတွေ့ချင်လို့ခေါ်တာပါရောက်လာရင်အတန်ပေးပါမက်နွေမင်းကိုတွေ့ချင်လို့ခေါ်တာပါရောက်လာရင်အတန်ပေးပါမက်နွေမင်းကိုတွေ့ချင်လို့ခေါ်တာပါရောက်လာရင်အတန်ပေးပါသူ့အတန်ဆုံးသွားတဲ့ချိန်မှာပဲဟောကနေလေပြင်းတစ်ချက်ရုတ်တရက်တိုက်ခတ်လာတယ်ဖျောင်းနိုင်ကဟုတ်ခနဲ့ငိမ့်သွားပြီးတော့ပဝင်းကျင်တစ်ခုလုံးအမောင်ကျသွားတယ်ဟေ့မိချစ်ချစ်ကြလေတယောက်ကလက်ပြီးတော့អော်လိုက်တယ်အဲ့ဒီချိန်မှာပဲသူတို့အားလုံးရဲ့နားတွေကိုတချင်းကြီးတန်တက်တက်လေးတစ်ခုစီးဝင်လာတယ်မိမတယောက်ရဲ့ငိုရှိုက်တန်လိုညီးချင်းဆိုတန်လိုအတန်ကသူတို့နဲ့တိတ်မဝေးတဲ့ချောင်းဘက်စီကနေလာနေတယ်လို့ပဲဘသူလဲဟာလှအောင်ကတုံရင်နဲ့မေးလိုက်တယ်ဘသူမှပြန်မဖြေနိုင်ကြဘူးအားလုံးကြက်တည်ပြီးတော့ကြောက်နေကြပြီအဲ့ဒီညသူတို့ကာလာသားတတိုက်အရှက်ဝိုင်းကိုအဲ့ဒီမှာပဲထားပြီးတော့ဘလို့အိမ်ပြန်ရောက်သွားမှမသိအောင်ပြေးခဲ့ကြရတယ်သူတို့ရဲ့မမိုက်တဲ့မာနာနဲ့မစတဲ့အလောင်းစားတစ်ခုကကြောက်ပေါင်ရွာတစ်ခုလုံးငရဲကျသွားစေမဲ့တကောင်ဖွင့်ပေးလိုက်မိပြီဆိုတာတော့သူတို့မသိခဲ့ကြဘူးရွာဦးစီးတဲ့အမေးရောင်ရိတ်တွေအရင်းညာကိစ္စကိုလူငယ်တတိုက်ကရှင်ထဲမှာမျိုးသိပ်ထားလိုက်ကြတယ်ဘသူကိုမှပြတ်မပြောရဘူးနောက်တနေ့မနေ့ရောက်တော့အရာအားလုံးဟာပုံမှန်အတိုင်းပဲလို့ထင်ခဲ့ကြတယ်ဒါပေမဲ့သူတို့မှားသွားတယ်3ရက်လောက်ကြာတဲ့အခါမှာရွာတောင်ပိုင်းကအဖိုးကြီးတယောက်နှလုံးရက်ပြီးတော့ရုတ်တရက်ဆုံးသွားတယ်အသက်ကြီးပြီဆိုတော့လူရိယထောင်တာမန်သေဆုံးမှုတစ်ခုလိုပဲသတ်မှတ်လိုက်ကြတယ်ဒါပေမဲ့နောက်ထပ်2ရက်ကြာမှာတော့ရွာနောက်ပိုင်းကအသက်40အရွယ်ဒေါ်မေတင်ကရွာထိပ်ကရေရင်းမှာရေခက်ရင်ချောကြပြီးတော့ခေါင်းနဲ့ကြောက်ဆောင်နဲ့စောင့်မိပြီးဒီဟာမာတွေပွဲချင်းပြီးဆုံးသွားပြန်တယ်ဒီတခါတော့ရွာထဲမှာတီတိုးစကားတန်တွေစထွက်လာပြီဟဲ့တခုခုတော့ထူးဆန်းနေတယ်လို့ပဲနော်ဟုတ်ပါအရင်ကဒီလိုမျိုးအောက်သူပါတွေစက်တိုက်မဖြစ်ဘူးဒီစကားတွေကကျွန်တော်ကျောင်းစီယာကိုစိုးနိုင်ရဲ့နားတွေကိုလည်းဝင်လာတယ်ကျွန်တော်လေးစိတ်ထဲမှာတခုခုထင်နေပေမဲ့တိုက်ဆိုင်မှုပဲဖြစ်မှာပါလို့ကိုဖြေသိမ့်လိုက်တယ်ဒါပေမဲ့ကံကြမ္မာဆိုးဟာရှက်မသွားခဲ့ပါဘူးတပတ်အတွင်းမှာပဲနောက်ထပ်လူ3ယောက်စက်တိုက်ตีဆုံးခဲ့တယ်တယောက်ကထွန်းဆက်မှောက်လို့တယောက်ကအဖျားကြီးပြီးစိတ်ကူးချိန်မရလိုက်လို့နောက်တယောက်ကတော့ညဘက်အိမ်အပြင်ထွက်ရင်ဘာမှမသိတဲ့အကောင်ကိုက်လို့ဆိုပြီးတော့အချောင်းပြချက်မျိုးနဲ့ตีဆုံးမှုတွေကစက်တိုက်ဖြစ်လာတယ်အခုဆိုရင်ကြာပေါင်ရွာရဲ့ညတွေကကြောက်စရာကောင်းလောက်တိတ်ဆိတ်နေပြီနေဝင်ပြီဆိုတာနဲ့ဘသူမှအိမ်အပြင်မထွက်ရတော့တရွာလုံးကိုအမြင်မသိတဲ့ကြောင်ရုံမှုတစ်ခုကလွှမ်းခြုံထားတယ်လို့ပဲရွာရဲ့သူမရာစာကြီးဥဖိုးတော့ဆိုရင်ရေစင်းတူးရလုံးလို့လက်တွေမှာအရေးကြီးမှုတွေထားလို့ပင်ပန်းနွမ်းနေပြီဒီနေ့ကျွန်တော်ဈေးဘက်သွားရင်နဲ့ဥဖိုးတော့နဲ့တွေ့တော့သူကညီးရှာတယ်ဆရာလေးရေဦးလေးဒီအလုံးလုံးလာတာတသက်နဲ့တကူဒီလောက်သေးတဲ့လူတွေအတွက်ညီချင်းစက်တိုက်တူးရတယ်ဆိုတာရှိကိုမရှိခဲ့ဘူးတချင်းတူးလို့မပြီးသေးဘူးနောက်တစ်ယောက်သေပြီဆိုတဲ့တဲ့ရင်ကလာပြန်ရောဒီတိုင်းသာဆက်သွားရင်တော့ရွာရဲလူကုန်ပြီးဦးလေးလည်းတူးဆရာမြင်နေရတော့ကြမ်းမအောင်မလားမသိတော့ပါဘူးကွယ်သူ့စကားကျွန်တော်ရေကိုစူးနစ်သွားစေတယ်ရွာမှာတကယ်ပဲတခုခုမှားနေပြီဒါဟာတာမန်ဖြီးဦးဖြစ်စင်မဟုတ်တော့ဘူးညဘက်တွေဆိုရင်ချောင်းဘက်ကနေမိမတယောက်ရဲ့ငိုရှိုက်တန်လို့တချင်းကြီးတန်လို့အတန်တွေကိုကြားရတယ်လို့ရွာကန်တချို့ကပြောလာကြတယ်ကျောင်းဘက်ဖွယ်အကောင်ဆုံးကတော့အသေးဆက်သေဆုံးသွားတဲ့ကိုမတင်ရဲ့
နာယီအိမ်မှာဖြစ်ခဲ့တယ်။ညဘက်နာယီစောင့်ကြတဲ့လူတွေကအိမ်နောက်ဘေးမှာအရှိတစ်ခုတွေ့လိုက်ရတယ်လို့ဆိုတယ်။စပင်ဖားလာနဲ့မိန်းမတစ်ယောက်ရဲ့အရှိကအိမ်နောက်ဘေးကမကြီးပင်ကြီးနားမှာခဏရက်နေပြီးတော့ချောင်းဘက်ကိုရှောက်သွားတယ်တဲ့။အဲ့ဒီတရင်ကရွာထဲမှာမီးလိုပြန့်သွားပြီးတော့အားလုံးရဲ့စိတ်ထဲမှာမိကွန်းတစ်ခုတညီတညွတ်ထဲပေါ်လာတယ်။မက်တွေပြန်လာပြီးခြောက်လက်နေတာလား။ရွာလူတွေကထိတ်လက်တုန်လှုပ်နေကြပြီမဲ့ဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတဲ့အကြောင်းရင်းကိုတော့ဘယ်သူမှမသိကြအောင်အားလုံးဟာကိုယ့်အိမ်မှာကိုယ်ပရိစိတ်ဖျားစာရွတ်ပြီးတော့ဒီကတ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ဖို့ပဲဆုတောင်းနေကြရတော့တယ်။ကြာပေါင်ရွာရဲ့ငြိမ်းချမ်းမှုတွေဟာအမဲရောက်အရှိတ်တွေအောက်မှာလုံးဝပျောက်ကွယ်သွားခဲ့ရပြီ။ရွာမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကကျွန်တော်ကိုနေရောညပါအတွေးပွားစေတယ်။ကျောင်းမှာစာသင်နေရင်းနေတာစိတ်ကမကြည်လင်ဘူး။ကလေးတွေရဲ့မျက်နှာမှာတော့အရှင်လိုပျော်ရွှင်မှုတွေမရှိတော့ဘူး။သူတို့မိဘတွေစီကကြားရတဲ့ကြောက်စရာဇလန်းတွေကသူတို့ရဲ့စိတ်ထဲမှာဆွဲနေပုံပဲ။တနေ့ကျောင်းဆင်းတော့ကျွန်တော်ရွာလေးကလက်ဖက်ရည်ဆိုင်မှာခဏဝင်ထိုင်ဖြစ်တယ်။အဲ့ဒီမှာဖိုးချိုတို့လူစုတွေကလှအောင်ကိုခက်တွေ့တွေ့ငိုင်းနေတဲ့ပုံစံနဲ့တွေ့လိုက်ရတယ်။သူ့ပုံစံကတခုခုကြောက်လန့်ပြီးတော့စိတ်ဖိစီးနေတယ်လို့ပဲကျွန်တော်လည်းသူ့နာသွားပြီးဝင်ထိုင်လိုက်တယ်။ဟိအောင်လှအောင်ဘာလို့ဒီလောက်ငိုင်းနေရလဲ။ကျွန်တော်ကိုမြင်တော့သူကလန့်သွားတယ်။အာဆရာဘာမှမဖြစ်ပါဘူး။ဘာမှမဖြစ်တာမဟုတ်ဘူးထင်တယ်။မင်းမျက်နှာကြည့်ရတာတခုခုကိုစိုးရိမ်နေတယ်လို့ပဲရွာမှာဖြစ်နေတဲ့ကိစ္စတွေကြောင့်လား။ကျွန်တော်ကတဲ့ပဲမေးလိုက်တယ်။လှအောင်ကခေါင်းငုံသွားပြီးတော့ဘာမှပြန်မပြောဘူး။လှအောင်ဆရာကိုပြောပြချင်ရှင်ပြောပြလို့ရတယ်နော်။တရွာလုံးဒီလိုဖြစ်နေတာမင်းတို့လူငယ်တွေလည်းတခုခုတော့သိတဲ့လောက်သိမှာပဲ။ကျွန်တော်စကားကြောင့်လားမသိလှအောင်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲတက်လာတယ်။သူကအတန်တုံတုံနဲ့ကျွန်တော်တို့မှားသွားပါတယ်ဆရာ။ဘာအောင်မှားတာလဲ။နောက်ဆုံးတော့လှအောင်စီကနေတခိုးကြီးညသူတို့ရဲ့မူးမိုက်ရမ်းကားခဲ့တဲ့အလောင်းစားကြောင့်အကုန်လုံးပေါ်ထွက်လာတော့တယ်။ဖိုးကျော်ကမက်နွေရဲ့ဝိညာဉ်ကိုဘယ်လိုခေါ်ခဲ့တယ်။အဲဒီနောက်မှာထူးဆန်းတဲ့အတန်တွေဘယ်လိုကြားခဲ့ရတဲ့ဆိုတာတွေအကုန်လုံးပေါ့ကျွန်တော်ကြားလိုက်ရတဲ့အချိန်မှာဒေါသရောအံ့ဩခြင်းရောကြောက်ရွံ့ခြင်းမှရောပြိုးပြီးတော့ခေါင်းတစ်ခုလုံးကထူပူသွားတယ်။မင်းတို့တကယ်ပဲအဲ့လိုလုပ်ခဲ့ကြတာလား။ဟုတ်ကဲ့ဆရာဖိုးကျော်ရဲ့မာနကြောင့်ပါကျွန်တော်တို့အဲ့လောက်ထိဖြစ်သွားလိမ့်မယ်လို့မထင်ခဲ့မိဘူး။အခုတော့တောင်းအောင်ကစကားဆက်မပြောနိုင်တော့ပဲရှိုက်ကြီးတငယ်ငိုတော့တယ်။အခုတော့အဖြစ်အပျက်တွေအားလုံးရဲ့အဆောင်ကျွန်တော်သိလိုက်ရပြီ။ဒါဟာရိုးရိုးသိဆုံးမှုတွေမဟုတ်ဘူး။မကျွတ်မလွတ်နိုင်တဲ့ဝိညာဉ်တစ်ခုရဲ့အမှောက်ပယောဂတွေပါနေတယ်။ကျွန်တော်ချက်ချင်းပဲရွာလူကြီးဦးတာအောင်ရဲ့အိမ်ကိုအပြေးလွှာသွားခဲ့တယ်။ဦးတာအောင်ကိုအကျိုးအကြောင်းဆုံးပြောပြလိုက်တယ်။ဦးတာအောင်ကလည်းချာချင်းမျက်နှာပြတ်သွားပြီးတော့ဒေါသတကြီးနဲ့ဒီကောင်နေတော့လားရှောင်းဒုက္ခပေးတဲ့ကောင်နေပဲချက်ချင်းပဲဥတာအောင်ကဖိုးကျော်ငအူးပါဝင်အရိညာပါဝင်ခဲ့တဲ့လူငယ်အားလုံးကိုသူ့အိမ်ကိုခေါ်ခိုင်းလိုက်တယ်လူစုံရောက်လာတော့ဥတာအောင်ကသူတို့ကိုမုန်းမအောင်ပြစ်နှစ်စူဆဲတော့တာပဲမင်းတို့ကောင်နေအရက်မိုးပြီးတော့လှုပ်ချင်တိုင်းလှုပ်လို့ရတယ်များထင်နေလားမင်းတို့ရဲ့မာယူရဲ့ဆန်ဆန်လှုပ်လိုက်တဲ့အမားတစ်ခုကြောင့်ရွာတစ်ခုလုံးဘလောက်ဒုက္ခရောက်နေရပြီလဲမင်းတို့မြင်ရလားဟဲ့ဖိုးကျော်တို့တတိုက်လဲမျက်နှာငယ်လေးတွေနဲ့ခေါင်းခုတ်ပြီးတော့ဘာမှပြန်မပြောနိုင်ကြဘူးသူတို့ရဲ့မျက်နှာမှာလောင်တရခြင်းနဲ့ကြောက်ရွံ့ခြင်းတွေအထင်းသားပေါ်နေတယ်အခြေအနေကိုကျွန်တော်ဝင်ထိန်းလိုက်ရတယ်ဦးလေးအခုကသူတို့ကိုစူနေလို့လေအခြေအနေကပြန်ကောင်းလာမှာမဟုတ်တော့ကျွန်တော်တို့ဒီကိစ္စကိုဘယ်လိုဖြေရှင်းရမလဲဆိုတာရွာဦးကျောင်းကဆရာတော်ဘုရားကြီးစီမှာသွားပြီးတော့အကြံဉာဏ်တောင်းအကူအညီတောင်းတင်နေတယ်ထင်တယ်ကျွန်တော်ကြံကိုဥတာအောင်နဲ့တခြားလူကြီးတွေကပါသဘောတူကြတယ်သူတို့ရဲ့မစင်မကျင်လုပ်ရကြောင့်ဖြစ်လာတဲ့ကတ်ဆိုးကြီးကိုဖြေရှင်းဖို့အတွက်လောကီပညာနဲ့မရတော့လောကုတ္တရာဘက်ကိုအာကုမဖြစ်တော်မေးဆိုတာအားလုံးနားလည်လိုက်ကြပြီအမှန်တရားရဲ့သောချက်ကိုတွေးရှိခဲ့ပြီဖြစ်လို့ဖြေရှင်းရမယ့်တကားအောင်လေမကြခင်မှာဖွင့်နိုင်တော့မှာပါလို့ကျွန်တော်မျှော်လင့်မိလိုက်တယ်နောက်တနေ့မနက်စောစောမှာပဲကျွန်တော်ရွာလူကြီးဥတာအောင်နဲ့နောက်သားကြီးစွာရနေတဲ့ဖိုးကျော်တို့လူစုရွာဦးကျောင်းကိုထွက်ခဲ့ကြတယ်ဆရာတော်ဘုရားကြီးကကျွန်တော်တို့ကျောင်းပေါ်မှာငြိမ်သက်စွာနဲ့စောင့်နေတယ်ကျွန်တော်တို့ရောက်တော့ဆရာတော်ဦးချကတော့ပြီးဦးတာအောင်ကဖြစ်ချောင်းကုံစင်ကိုရှောက်တင်လိုက်တယ်ဆရာတော်ကအစအဆုံးအာယုဆိုင်နားထောင်တော်မူပြီးတဲ့နောက်မှာတော့တပ်ပြင်းတစ်ချက်ကိုဖြင်းညင်းစွာချလိုက်တယ်တကားတို့ဒီကိစ္စကပေါ့သေးသေးတော့မဟုတ်ဘူးဆရာတော်ရဲ့မိန့်ကြားတန်ကတည်ငြိမ်ပေမဲ့အလေးအနက်ပါတယ်ဒီကိစ္စကမကျွတ်မလွတ်သေးတဲ့ဝိညာဉ်တစ်ခုကလူတစ်ယောက်ကိုပုတ်ကတ်တာမျိုးမဟုတ်ဘူးမကြည်နပ်မှုအာကာသကြီးမားလွန်းတဲ့အတွက်ရွာကိုအပမိနေတာမျိုးပဲဆိုလိုတာသူ့ရဲ့အမောက်ပယောဂတွေကရွာတရွာလုံးကိုလွှမ်းခြုံပြီးတော့ဒုက္ခပေးနေတာကျွန်တော်တို့အားလုံး
ဆရာတော်ရဲ့စကားကိုကြားပြီးတော့စက်သိန်းတွေထသွားတယ်။ဒါဆိုဘယ်လိုလုပ်ရမလဲဖေ။ကျွန်တော်ကမေးလျှောက်လိုက်တယ်။အဓိကကတော့သူ့ရဲ့ဝိညာဉ်ကိုမြစ်တာဖို့အမြတ်တမ်းဝေပြီးသူ့ရဲ့အာဃာတတွေကိုပြင်ပြအောင်လုပ်ပေးရမယ်။ဒါပေမဲ့သူ့ရဲ့အမုန်းတရားအရှိန်ကကြီးမားနေတော့တာမဲ့အမြတ်ဝေုံနဲ့မရအောင်ရွာကိုကာကွယ်ဖို့အတွက်အရင်ဆုံးရွာမှာရှိတဲ့မကောင်းတဲ့အပနှင်ထုတ်ရမယ်။ပြီးမှသူ့အတွက်ကုသိုလ်ကောင်းမှုကိုပြုလုပ်ပေးရမယ်။ဆရာတော်ကဆက်လက်ပြီးလမ်းညွှန်ချက်တွေပေးတယ်။ဒီနေ့ကစပြီး3 ရက်တိတိရွာထဲမှာပရိတ်တရားတော်တွေရုပ်ဖက်ပူဇော်မယ်။ရွာရဲ့ပတ်လည်မှာပရိတ်ကျိုးတွေဝိုင်းပြီးအကာအကွယ်လုပ်ရမယ်။ညတိုင်းရွာသူရွာသားအားလုံးဖျားဝဲပြုမြစ်တာပို့ကြရမယ်။3 ရက်ပြည့်တဲ့နေ့မှာတော့မက်နွေအတွက်ရည်စူးပြီးစွန့်ကက်အလှူလုပ်ပြီးသူ့ရဲ့ဝိညာဉ်ကိုအေးချမ်းစွာနဲ့ဘဝကူးပြောင်းသွားအောင်လို့အားလုံးညီညီညွတ်ညွတ်အမြတ်တမ်းပေးဝေချရမယ်။ဆရာတော်ရဲ့လမ်းညွှန်ချက်အတိုင်းပဲအဲ့ဒီနေ့ကစပြီးကြားပေါင်ရွာမှာပရိတ်တရားတွေလွှမ်းသွားတယ်။ရွာသူရွာသားအားလုံးကလည်းကြောက်စိတ်တွေအစားယုံကြည်မှုကိုယ်စီနဲ့ညီညီညွတ်ညွတ်ပါဝင်ကြတယ်။ဖိုးကျော်တို့လူစုကတော့ရှေ့ဆုံးကနေအတက်တရောကုသိုလ်ယူကြတယ်။သူတို့ရဲ့အမားကိုသူတို့ကိုယ်တိုင်ပြန်လည်ပေးဆက်နေကြတာပေါ့။ထူးဆန်းတာကပရိတ်ရွတ်တဲ့ပထမဆုံးညအစပြီးတော့ချောင်းဘက်ကလာတဲ့ငိုရှိုက်တန်တွေလုံးဝပြောက်သွားတယ်။ရွာထဲမှာလေးလံထိုင်းပန်းနေတဲ့လေတူးကလည်းတဖြည်းဖြည်းကြီးလေးလာတယ်လို့ပဲ3 ရက်မြောက်နေ့ရွာဦးကျောင်းမှာမက်နွေအတွက်ရည်စူးပြီးတော့အလှကြီးတစ်ခုလုပ်ခဲ့ကြတယ်။ရွာသူရွာသားအားလုံးကသူတို့တက်နိုင်သလောက်ဒါနပြုကြတယ်။ဆရာတော်ဘုရားကြီးကတရားရှိတိုက်ကျွေးပြီးတဲ့နောက်မှာတော့အကျွန်ုပ်တို့ပြုသမျှသောကုသိုလ်အဖို့ဘာကားသို့ကွယ်လွန်သွားရှာသူသမီးမက်နွေဟာအမြယူတော်မူပါသာဓုသာဓုသာဓုရွာသူရွာသားအားလုံးရဲ့သာဓုခေါ်တန်ကကျောင်းပရဝုံတစ်ခုလုံးပဲ့တင်ထက်သွားတယ်။အဲ့ဒီအခိုက်အတန့်မှာပဲကျောင်းဝင်းတွေကခရီးပင်ကြီးပေါ်ကနေလေးပြေးအေးအေးလေးတစ်ချက်ဝိတ်တိုက်သွားပြီးတော့ခရီးပွင့်တွေကကြွေကြလာတယ်။ဒါဟာမက်နွေတယောက်သူ့အမောင်းတွေကိုခဝါချပြီးအေးချက်နဲ့ဘုံဘဝအောင်ရောက်သွားပြီဆိုတဲ့နမိတ်လက္ခဏာများလာလို့ကျွန်တော်တွေးမိလိုက်တယ်။အဲ့ဒီနေ့ကစပြီးကြားပေါင်ရွာမှာထူးဆန်းတဲ့သေဆုံးမှုတွေလုံးဝရပ်တန့်သွားခဲ့တယ်။ရွာရဲ့ညတွေဟာအရင်လိုပဲအေးချမ်းတိတ်ဆိတ်လာခဲ့တယ်။ကြောင်ရွံမှုအရှိတ်တွေစာလူတွေရဲ့မျက်နှာမှာအရင်လိုအပြုံးမှန်တွေပြန်လည်ဝေစာလာခဲ့တယ်။ကြားပေါင်ရွာသူ့ရဲ့မူလအေးချမ်းတဲ့ဘဝကိုပြန်လည်ပိုင်ဆိုင်ခဲ့ပါပြီ။ကျွန်တော်ခုဒီเจ้าတွေကိုပြန်တွေးမိတိုင်းမှာသင်ခန်းစာတစ်ခုရှင်ထဲမှာဆွဲမြဲစွာမှတ်ထားမိတယ်။လူတွေရဲ့မူးမိုက်ရှမ်းကားမှုမစင်းစားမစင်မချင်ပဲလှုပ်လိုက်တဲ့အပြုတ်မှုတစ်ခုကကိုယ်အတွက်သာမကကိုနေထိုင်ရာဘေးပတ်ဝန်းကျင်တစ်ခုလုံးပါဘလောက်ထိခိုက်ပျက်စီးစေနိုင်နေဆိုတာကိုပေါ့ပြီးတော့ဒီလောကကြီးမှာကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်တဲ့အရာတွေကိုမလို့အပ်ပဲသွားပြီးတော့မဆန်းသက်မစိန်ခေါ်သင့်ဘူးဆိုတာကိုလေကြာပေါင်ရွာရဲ့အဖြစ်အပျက်ကကျွန်တော်ကိုသိရပါအောင်သင်ကြားပေးခဲ့တော့တယ်။ဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇလန်းကအပမီတဲ့ရွာဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကိုလောင်ခွေဆိုတဲ့ဇလန်းလေးကိုနားဆင်အောင်မှာပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်လေးက1982ခုနှစ်လောက်တော့ဟင်္ဒရာမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုလို့သိရပါတယ်။စိတ်မကောင်းစရာအဖြစ်အပျက်လေးဖြစ်ခဲ့တဲ့ကားလဲအခွေလေးကိုတစ်ချိန်တော့ကတော့နေကန်တွေကကိုလောင်ခွေလို့ခေါ်ဆိုကြတာပေါ့။ဒါပေမဲ့လည်းအခုတော့ကိုနှဝင်းခွေလို့ပြောင်းလဲခေါ်ဆိုလိုက်ကြပြီတဲ့။ကိုလောင်ခွေလို့ဘာလို့ခေါ်ကြတာလဲ။ဆရာတသကျော်စွာရေးသားထားတဲ့တစ်ချောက်ကုန်းဆိုတဲ့ဇာတ်လမ်းလေးကိုအတူချုပ်ပြန်လည်ပြောပြရရင်အေယာရီတိုင်းမှာရှိတဲ့ကျင်းရွာလေးတစ်ခုကိုတာဝန်ကျမန္တလေးတက္ကသိုလ်တွဲဘက်ပေါင်းမောက်ခဆရာတယောက်ဦးဆောင်နဲ့အသုံးလုပ်အားပေးကျောင်းသားအဖွဲ့တာဝန်ပြီးဆုံးသွားတဲ့အတွက်ကျင်းရွာကလေးကိုနှုတ်ဆက်ရင်ပသိမ်ဟင်းတရကားလမ်းကြောင်းအတိုင်းအစိုးရရင်တန်းနဲ့ပြန်လာခဲ့ကြပါတယ်။မလ29ရက်နေ့ည8 နာရီအချိန်မှာဟင်းတရဒီဂရီကောလိပ်မှာပြုလုပ်ကြမယ့်ဂုံပြူညစာစားပွဲကိုအချိန်မီတက်ရောက်နိုင်ဖို့ရှင်တန်းကိုခက်သွက်လေးမောင်းပြီးအပြန်ခရီးကိုထွက်လာခဲ့ကြတာပေါ့တွဲဖက်ပေါမောက်ခဆရာဦးဆောင်တဲ့ကျောင်းသူ9ဦးဖွဲ့ကရှေ့ဆုံးကားဖြစ်ပြီးကျောင်းသားအများစုပါတဲ့ကား2စီးကတော့အနောက်ကနေလိုက်လာကြပါတယ်ကားကိုသွက်ကလေးမောင်းလာရင်ည9 နာရီခွဲအချိန်မှာတော့အင်ဒရာမြို့မှာကျိုးဆိုပါဤဆိုတဲ့မုတ်ဦးလေးကိုဖျက်ကျော်လာပါတော့တယ်အင်ဒရာမြို့မှာရှိတဲ့ကနောင်စုရက်ကွက်ကိုလက်ဝဲရှိကားငယ်ခွေဖောက်လုပ်ထားတဲ့အန်ဒီရဲ့ခွေအရှိမှာဂိုက်900ခက်ရှည်လျားသလိုကားလမ်းကိုဖျက်ပေါက်ထားတဲ့ရှင်းနှုတ်မြောင်ဂုံတရားပေါက်တစ်ခုလည်းရှိပါတယ်။ကားဆရာဟာကားကိုညာဘက်ကိုဝိုက်ပြီးတော့အလိုက်သိအကွေ့အတိုင်းမောင်းလာလိုက်ပါတယ်။ဂုံပေါက်ကိုမရောက်ခင်ခိုင်90အကွာကိုရောက်တဲ့အခါကားမှာအရှိန်များနေတဲ့အတွက်ညှော်လင့်တယ်လို့ဖြစ်မလာပဲဂျွန်းတစ်ဖက်လေးကဂုံတရားအောက်ကိုကားတွေကចောင်းသူလေးတွေရဲ့အော်ဟစ်တန်တွေနဲ့အတူစောက်ထိုးကျသွားပါတော့တယ်
ကားမောက်တယ်ဆိုတဲ့သတင်းကြားတာနဲ့အနားမှာရှိတဲ့စိုက်ကားသမားတွေအခင်းဖြစ်တဲ့နေရာကိုရောက်လာကြတဲ့အခါကားကမီးစတင်လောင်ကျွမ်းနေပြီဖြစ်ပါတယ်။စိုက်ကားသမားတွေနဲ့နောက်ကလိုက်လာတဲ့ចောင်းသားအုပ်စုကလည်းလောင်နေတဲ့မီးကိုခက်ခက်ခဲခဲငြိမ်သက်လိုက်ကြရဆိုပေမဲ့လည်းအရာရာဟာနောက်ကျကုန်ပြီဖြစ်ပါတယ်။ကားမောက်တဲ့နေရာမှာကားရှိကန်ကចောင်းဆရာနဲ့ကားသမားအမျိုးသား2ဦးနောက်ကလိုက်ပါလာတဲ့ចောင်းသူ9ဦးအားလုံးပေါင်း9ဦးပွဲချင်းပြီးတိတ်ဆုံးသွားကြပါတယ်။အဲ့ဒီကစပြီးတော့အန်ဒီရဲ့ခွေကိုကိုလောင်ပြိုင်တိတ်ဆုံးသွားတဲ့အတွက်ကိုလောင်ခွေလို့နေကန်တွေကသတ်မှတ်ခေါ်ဆိုကြတာပေါ့။အဖြစ်ပြက်ဆိုးကြီးဖြစ်ပြီး9ရက်မြောက်နေ့မှာတော့အဲ့ဒီအခွင့်နာမှာထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ဒီနေ့မှာဘုရားကျော်ရောက်နဲ့ကလားကြီးတယောက်ဈေးရောက်မကောင်းတဲ့ပြင်အရင်တော့မကြည်သေးတော့စိတ်ညစ်နေတာပေါ့။ပြန်ရမယ့်အချိန်ကလည်းည9 နာရီထိုးတော့မယ်။ပြန်ရမယ့်နေရာကလည်းနမဲကြီးနေတဲ့ကိုလောင်ခွေကိုပတ်ပြန်ရမယ့်ပုံဖြစ်နေပါတယ်။စိတ်ညစ်ညစ်နဲ့ဘုရားကျော်တွန်းလဲလေးကိုတွန်းနေရင်ကိုလောင်ခွေဂုံတရာနာရောက်တော့ဘုရားကျော်တစ်ချက်ဖို့ပြီးပါရှင်ဆိုတဲ့အတန်ကိုကြားလိုက်ရပါတော့တယ်။ရုတ်တရက်ထွက်လာတဲ့အတန်ကြောင့်လက်မီတော့နောက်လှည့်ကြည့်လိုက်တဲ့အခါဟာကောင်မလေး4ယောက်ဟဲ့ညီတို့ဒီချိန်ကြီးဒီမှာဘာလုပ်နေကြတာလဲလို့လှမ်းမိလိုက်ပါတော့တယ်။ဒီအခါကောင်မလေးတွေကလည်းမိုက်စာလုံးလို့ပါဘုရားကျော်တစ်ချက်ဖို့ပြီးပါလို့ပဲဆက်ပြောနေကြပါတယ်။ဘုရားကျော်သေးကြီးလေးကောင်မလေးတွေကိုတနာတာနဲ့ရှော့တစ်ထုပ်ကိုတက်မှတ်တစ်ချက်ဖို့4ထုပ်ယူသွားဆိုပြီးတော့နောက်ထပ်တစ်ထုပ်ပါလက်ဆောင်ထည့်ပေးလိုက်ပါတယ်။အဲ့အချိန်မှာကောင်မလေးတွေကတယောက်ကဘုရားကျော်တုတ်တွေကိုလှမ်းယူလိုက်ပြီးတော့ရုတ်တရက်တစ်ချက်တန်အကျွေးစီးတစ်စီကိုအာကောင်လေးကနှိုက်ယူလိုက်ပါတယ်။အဲ့နောက်ရှော့ဒါကငါတို့ကိုကရုကထည့်ပေးလိုက်တဲ့ငွေတစ်ချက်သုံးလို့ရရတယ်မလားအဲ့လိုဆိုပြီးဘုရားကျော်သိန်းရဲ့လက်ထဲကိုထည့်လိုက်တော့ဘုရားကျော်သိန်းကလည်းဖြိုးကနေကြက်သေးသေးပြီးပါဆက်အဟောင်းသားဖြစ်သွားတာပေါ့နင်တို့ကငါတို့ကဒီအကွေ့မှာကောင်းမောက်တုံးကတည်ခဲ့တဲ့ចောင်းသူတွေပဲဒီနေ့ငါတို့9ရက်လဲတဲ့နေ့လေဘာမှမစားသေးလို့ဝယ်စားကြတာအပပတရေပြိုတရေကဲကြပါအောင်ပြိုအဲ့လိုဆိုပြီးတော့အကျော်လေးရောင်နောက်မှာထားခဲ့ပြီးတကြိုးတဲ့ပြေးပါတော့တယ်နောက်တနေ့မနေ့ရောက်တော့ကိုလောင်ကွေတရေ6ခင်ရတဲ့အဖြစ်ဟာပိုးလေးတကြောကြောဖြစ်သွားတာပေါ့နောက်အလှည့်ကြတာကတော့ပရာလုံးကောက်ကိုအယုံကြည်လုံးဝမရှိတဲ့စိုက်ကားဆရာတပင်း2ယောက်လှည့်ဖြစ်ပါတယ်ဆရာတပင်း2ယောက်စကားတပြောပြောနဲ့စိုက်ကားနေလာရင်ကိုလောင်ကွေနာရောက်တော့အကူတို့ဆိုရင်လက်ကိုယ်တန်ကိုကြားလိုက်ရပါတော့တယ်ဘသူလဲဆိုပြီးလှည့်ကြည့်လိုက်တော့အမျိုးသမီးတယောက်စိုက်ကားနောက်ကိုပြေးလိုက်လာတာကိုတွေးလိုက်ကြရပါတယ်ခြေထောက်မှာလည်းပုံပိတ်ရာတွေနဲ့ဒဏ်ရာတွေကိုလှမ်းမြင်လိုက်ကြပါတယ်ဟဲ့ကလေးမဘာဖြစ်လာလဲနင်ဘသူလဲဟိုကျမကဒီဟင်းသရကောလိပ်မှာကျောင်းတက်နေတဲ့ကျောင်းသူတယောက်ပါဒီရှိနာဂုံတဒါနာကြောက်တဲ့ကိုကျမတငယ်ချင်းပြုတ်ကျသွားလို့ဘာဖြစ်လဲမသိဘူးခေါ်လို့လည်းမရတော့ဟေးအဲ့ဒါဆိုရင်နေရာလိုက်ပြငါတို့အခုလိုက်ကြည့်ပေးမယ်ဆရာတပည့်2ယောက်ချက်ချင်းဆိုသလိုကလေးမလေးနောက်ကိုလိုက်ပြီးတော့ကိုလောင်ကွေဂုံတဒါနာရောက်တော့ကြောက်ထဲကိုအလောတကြီးဆင်းလိုက်ကြပါတော့တယ်ကြောက်ထဲမှာမိန်းကလေးတယောက်လဲကျနေတာကိုတွေ့လိုက်တော့ပါလာတဲ့တမီနဲ့ထိုးကြည့်လိုက်ကြတာပေါ့လဲကျနေတဲ့မိန်းကလေးနားလေးရောက်ရောလောက်တဖွားဖွားနဲ့အပုတ်နဲ့လှိုင်းထနေတဲ့အလောင်းကောင်ကြီးကိုတွေ့လိုက်ကြပါတော့တယ်ဟဲ့ဟိုကောင်မလေးနင်ပြောတော့ခုနကမှပြုတ်ကြတာဆိုအခုကပုတ်ပွားနေပြီဘယ်လိုဖြစ်ရတာတော့အဲ့အလောင်းကကျမတကယ်ချင်းအလောင်းလေးတေးပြီးတော့တစ်ဖက်ကျော်ပြီဟာဒါဆိုနင်ကရောကျမလားကျမလည်းတေးပြီးတော့9ရက်ကျော်နေပြီရှင်ဘသူအကူကြီးတောင်းရမလဲမသိဖြစ်နေလို့ဟာကောင်ကြီးပြေးဆရာတပည့်2ယောက်ပါလာတဲ့စိုက်ကားကိုပစ်ထားခဲ့ပြီးတော့ကနောက်စုရက်ွက်ဘက်ကိုဥတီပြီးအော်ပြေးချရတော့တယ်ဒီလိုနဲ့ကိုလောင်းခွေဟာတပြေးပြေးနဲ့တရေ6တွေဆိုပြီးနာမည်ကြီးလာတာပေါ့နေကင်းပိုင်းတော့ဘသူမှမဖြတ်သွားရဲကြတော့ပါဘူးတနေ့တော့အင်းဒရာကောလေးပါချုပ်ကြီးရောက်လာပါတယ်ပါချုပ်ကြီးနဲ့တကွယူကန်နေကန်တွေကိုယ်တိုင်တေးချတိုင်ပင်ချပြီးကိုလောင်းခွေနားမှာဖုန်ကြီးပင်ပရဲရွတ်အလူတန်းတွေပြုလုပ်ကရေစက်ချအမျှဝေလိုက်ကြတာပေါ့နောက်ပြီးတော့အဲ့ဒီကိုလောင်းခွေနားကုန်းလေးတစ်ခုမှာပဲတေးဆုံးသွားတဲ့သူတွေအတွက်လွမ်းစီဒီသဘောကိုနဝင်းစီဒီဆိုပြီးတော့စီဒီလေးတဆူတီထားလိုက်ပါတော့တယ်အခုတော့ကိုလောင်းခွေမှာဘာအဖြစ်ပြတ်မှမဖြစ်တော့ဘူးလို့ပြောကြပါတယ်ဒီຢာတွေကတစ်ချိန်လုံးကဝမ်းနေစရာစိတ်မကောင်းစရာဖြစ်ခဲ့တဲ့အဖြစ်ပြက်လေးတွေပေါ့ကိုလောင်းခွေဆိုတာပုံမြင်လေးတစ်ပုတ်ဖြစ်ပြောင်းလဲသွားပြီးတော့ကိုလောင်းခွေဆိုတဲ့လမ်းခွေလေးကိုကိုနဝင်းခွေလို့ပြောင်းလဲခေါ်ဆိုလိုက်ကြပါတော့တယ်ဟုတ်ကဲ့ပါအခုနားဆင်ကြရတာကတော့စာရေးသူဒတ်တကျော်စွာရဲ့တစ်ချောက်ကုန်းဟင်္ဒရာမြို့ပုံမြင်များဆိုတဲ့ဇာတ်လမ်းတွေကကိုလောင်းခွေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့စာရေးသူရွှေဖုံးခင်ရေးသားထားတဲ့ဤပြစ်ဒဏ်တန်တလောဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရမှာပါအမလီကဲကြပါအောင်ရှင်
ကျမယောက်ျားတရေဝင်ပို့နေလို့လုံးကြပါဦးမိန်းကလေးတယောက်ရဲ့ထိတ်လန့်တကြားအော်ဟစ်နေတဲ့အတန်နဲ့တူမိန်းကလေးငယ်တဦးရဲ့ကြောင်းလန့်တကြားငိုတန်လေးစူညံစွာထွက်ပေါ်လိုလာခဲ့တယ်တားစီကိုမလာနဲ့တားစီကိုမလာနဲ့ကြောက်တယ်မလာနဲ့ညတကောင်ကျော်ကြီးစူညံအော်ဟစ်နေတဲ့အတန်တွေကြောင့်နီးနားပတ်ဝန်းကျင်ကအိမ်တွေလန်နိုးလာပြီးတော့ထိတ်လန့်တကြားဖြစ်သွားခဲ့ရတော့တယ်ဘေးရီရဲ့ဆွဆွဲငငယ်ဦးတန်ကြီးကလည်းကြက်သိန်းထစရာကောင်းလောက်ထွက်ပေါ်လာခဲ့ပါတယ်မကြခင်မှာပဲရွာတွေကလူတချို့ပြေးထွက်လာကြပြီးတော့တရဲဝင်ပူလို့တဲ့ဟေ့လုံးကြပါဟာတနိုင်တလောက်သွားကူညီပေးကြရအောင်ကာလာသားခေါင်းဆောင်တန်းထုံးတဲ့အတူလူငယ်တချို့ရဲ့အော်ဟစ်ပြေးလွှားနေတဲ့အတန်တွေကတိတ်ဆိတ်နေတဲ့ရွာလေးကိုလှုပ်နိုးသလိုရှိပါတယ်ဘယ်အိမ်ကဖြစ်တာတော့အဖွားကြီးတချို့ကလည်းအိမ်ထဲကနေပြီးတော့တကားဖွင့်ပြီးဆက်စုမေးမြန်းကြတယ်ပြောင်းလာတာမကြသေးတဲ့ရှင်မောင်တို့အိမ်ရတဲ့အကြီးကြီးသွားလိုက်အောင်မယ်ဖြူပရိတ်လေးတော့တောက်သွားဆောင်းသွားကြတော့ဒါမျိုးကပြောရတာမဟုတ်ဘူးလူကြီးတချို့ကလည်းသွားနေတဲ့လူတွေကိုအော်ဟစ်တတိပေးရင်းနဲ့ကြံ့ရစ်ခဲ့ကြတယ်တအောက်လောက်ကြာမှာတော့ကိုရင်မောင်တို့ခြံဝင်းနဲ့လူတွေပြေးသွားခဲ့ပါတယ်ခြံဝင်းနဲ့လူတွေရောက်လာတာနဲ့လှရင်ကကလေးကိုလက်တစ်ဖက်ကဆွဲပြီးတော့ကိုကြီးချမနဲ့အိမ်အပြင်ပြေးထွက်လာခဲ့တယ်ကဲကြပါအောင်ရှင်ကဲကြပါအောင်ကိုရင်မောင်တရေဝင်ပို့ပြီးကျမတို့သားမီးကိုတတ်မလို့လုံနေတယ်ကဲကြပါအောင်မလှရင်အတော်လေးထိတ်လန့်တုန်လှုပ်နေတယ်ကြောက်စိတ်ချမတ်တက်တောင်ကောင်းကောင်းမရှက်နိုင်မင်းရှိုင်နေနေဖြစ်နေပါတယ်မိမကြီးတစုကမလှရင်တဲ့ကလေးကိုအမြန်တွဲခေါ်ပြီးတော့ဝိုင်းဝန်းနှစ်သိမ့်အားပေးနေကြတယ်ကာလာသားကောင်းတန်းထုံအိမ်ထဲကိုတန်းမဝင်သေးပဲတစ်ချက်ဝေးကြည့်လိုက်ပြီးတော့အချင်းလေးကိုအကဲခက်ကြည့်လိုက်တယ်အထက်ကဘာလို့ရှားမှုမှမရှိပဲတိတ်ဆိတ်နေတာကြောင့်နည်းနည်းတော့ဇဝေဇဝါဖြစ်သွားမိတယ်။နေ့ယောက်ျားရှင်မောင်ကဘယ်မှလဲတရေဝင်ပူတာဆိုအိမ်ကြီးကဘာတန်မှလည်းမကြားပါလား။တန်ထုံးမိတာကိုလှရင်ကတုံတုံရင်ရင်လေတန်နဲ့အိမ်ထဲကိုလက်ညှိုးထိုးပြပြီးအထိမ်းမှာပါအထိမ်းမှာရှိတယ်။တန်ထုံးကသူ့အနောက်ကလူငယ်တွေတစ်ချက်လှည့်ကြည့်လိုက်ပြီးတော့စိတ်မရှိတဲ့အမုံရာနဲ့အဲ့ဒါဆိုရင်လေအိမ်ထဲဝင်ကြည့်ကြရအောင်ကွာကြားတယ်။စိတ်မြန်လက်မြန်ရှိသူမို့သူ့နောက်ကလူငယ်တချို့နဲ့အိမ်ထဲကိုဝင်မယ်လို့တော့ဥပ္ပေသိန်းကလှမ်းထားလိုက်ပြီးမင်းတို့ဒီတိုင်းဝင်သွားလို့ငါထူးမှလေတန်းထုံးကဟိုကတရေဝင်ပူနေတာလေတက်တီနားလေတဲ့ဆရာနဲ့သွားမှအဆင်ပြေမှာပေါ့ဥပ္ပေသိန်းပြောတာကတဘာဝကြတာမို့လို့တန်းထုံးလဲအိမ်ထဲဝင်မဲ့ခြေလမ်းတွေကိုရက်တက်လိုက်ရင်ဒါဆိုလဲဆရာကြီးဥက္ကအောင်တော့ပင်းချတာပေါ့ဗျာဒီရွာမှာပယောကကုတာဆိုလို့သူပဲရှိတာမဟုတ်လားတန်းထုံးစကားကိုအောင်တူကကန့်ကွက်လိုက်ပြီးတော့သူကစီးပဲကုတက်တာလေကိုကြီးတန်းထုံးကပယောကတကယ်ကုတက်တာမှမဟုတ်တာအနေကျင်တော့တက်ပါရဲ့ကွဖိုးဘွားကဝင်ပြောတယ်တန်းထုံးကမျက်မှောင်ကျုံရင်းနဲ့ဒါဖြင့်တခြားကုတက်တဲ့ဆရာမင်းတီလာအောင်တူဟာဦးကြောင့်အမုံရာနဲ့မသိဘူးလေကိုကြီးတန်းထုံးရဲ့မသိတာများဝင်ပြောနေရသေးလားနည်းနည်းပဲတက်တဲ့အများကြီးပဲတက်တဲ့ခေါ်စရာရှိတာကိုသွားခေါ်ကြစကားများမနေနဲ့တန်းထုံးစကားဆုံးတာနဲ့ဖိုးဘွားကပြောနေကြတယ်ကိုတန်းထုံးရကျုပ်တို့အခုပဲသွားလိုက်မယ်အေးကောင်းတယ်သွားပေးလိုက်ညိုများနဲ့တင်ထွေးလဲခေါ်သွားဟုတ်ကိုကြီးတန်းထုံးအေးမကြစင်နဲ့အောင်အရေးကြီးလို့အမြန်ဆုံးလိုက်ခဲ့ပေးပါပြောလိုက်စကားဆုံးတော့ဖိုးဘွားတို့အုပ်စုထွက်သွားခဲ့တယ်တန်းထုံးတဲ့လူတစုကတော့အိမ်ထဲကအတန်ကိုနားဆွေကြံခဲ့တယ်တိတ်မကြခင်မှာပဲဆရာကြီးဦးကောင်းနဲ့အတူဖိုးဘွားတို့ပြန်ရောက်လာပြီးဘယ်မှလဲတရေဝင်ပူနေတဲ့သူကအိမ်ထဲမှာနေဆရာကြီးအဲ့ဒါဆိုလဲဝင်ကြမယ်လေဒီမှာဘာထိုင်လုံးနေကြတာတော့မင်းတို့ကဆရာကြီးဦးကောင်းကပြောဆူဆူနဲ့အိမ်ထဲကိုဝင်တော့အကုန်လုံးသူ့နောက်ကနေလိုက်ဝင်ခဲ့ကြတယ်အိမ်မှာလဲရှုပ်ပွားပိတ်ချန်နေပြီးပကံတွေရှိအိုးတွေကိုအစိမ့်စိမ့်အမောင်မောင်ရှိုက်ခွဲထားတာမြင်လိုက်ရတယ်အဲဒီနောက်သူတို့ကိုကြောပေးပြီးငူငူကြီးထိုင်နေတဲ့ကိုရင်မောင်တွေ့လိုက်ရတယ်တကူလုံးလဲတစ်ဆက်ဆက်တုံရင်နေတယ်ဆရာကြီးဦးကောင်းကသူတို့ကိုကြောပေးထိုင်နေတဲ့ကိုရင်မောင်သူ့ဆေးလွယ်အိတ်ထဲမှာပါလာတဲ့ရေဘူးကိုဖွင့်ပြီးတော့လှမ်းပန်းလိုက်တယ်မင်းလားကွတရေဆိုတာချက်ချင်းဆိုသလိုတီကောင်ကိုစားနဲ့ပတ်တယ်လို့တွန့်လိန်သွားပြီးတဝူးဝူးနဲ့အော်ဟစ်နေတယ်ကိုရင်မောင်အော်ဟစ်ရှုံးကန်နေတာတွေ့လိုက်ရတော့လာကြည့်ကြတဲ့လူတွေအတော်လေးသွေးပြက်ကြောက်လန့်ပြီးတော့ဆူဆူညံညံဖြစ်သွားတာမို့ဆရာကြီးဦးကောင်းကလက်ကပြရင်တိတ်တိတ်နေပြီးကိုတတိပေးလိုက်တယ်ကိုရင်မောင်ကတော့ချမ်းပြင်ပေါ်မှာခွေးတကောင်လိုလေးဘက်ကြီးထောက်ပြီးတော့သူတို့ဘက်ကိုမျက်လုံးဆိုင်ကြီးနဲ့စိုက်ကြည့်လာပါတယ်လက်တွေချီတွေကလည်းအချိုးခံထားရတယ်လို့ကောက်ကွေးနေတာမို့လို့မြင်ရတာပူကြောက်ဖို့ကောင်းလို့လာတယ်မျက်လုံးအိမ်ကလည်းတိတ်နေတယ်နည်းနည်းမှလှုပ်ရှားခြင်းမရှိမျက်တောင်ခတ်ခြင်းမရှိတတိကောင်နဲ့တန်းနိုင်တော့ကိုရင်မောင်ကြည့်ပြီးတော့စက်သိမ်းမွေးညင်းတွေတဖြန်းဖြန်းထလာတယ်ဦးကောင်းကလက်ထဲကရေဘူးကိုရင်မောင်လှမ်းပြပြီးမင်းဘသူလဲဘာကြောင့်အခုလိုဝင်ပူးရတာလဲဦးကောင်းကလေးတန်းမမနဲ့မေးတယ်ကိုရင်မောင်ကတော့ဦးကောင်းပြောတာကို
ဂယုတော်မဆိုင်မလှရင်ဟောသာဆူဆူရှာရှာစိုက်ကြည့်ပြီးဒေါသတွေထွက်နေတယ်ငါအေးစင်းမင်းနေတာမင်းကမဖြေဘူးပေါ့ကဲကွာဦးကောင်းရေးစင်းတွေနဲ့ပတ်လိုက်တော့ကိုရင်မောင်တယောက်ကျမ်းမြေပေါ်မှာထပ်ပြီးတော့လူးလွန်သွားတယ်ကြောက်စရာအတန်ကြီးနဲ့လေတဝူဝူအော်ဟစ်နေပြန်တယ်မင်းကထပ်မိမယ်မင်းပါလို့ဒီမိသားစုကိုနှောက်ယှက်ရတာလေဘာအောင်မကျေနပ်လို့လဲဒီတစ်ချိန်မှာတော့ကိုရင်မောင်ကြောက်သွားပုံရတယ်လေးဘဲထောက်ရကနေမလှရင်ကိုဆူဆူရဲရဲစိုက်ကြည့်တယ်ပြီးတော့ဒေါသထွက်နေတဲ့ပုံမျိုးနဲ့လက်ညှိုးထိုးပြရင်ငါသူ့ကိုမကျေနပ်လို့တတ်မလို့ကိုရင်မောင်လက်ညှိုးထိုးပြရအောင်လှဲကြည့်လိုက်ပြီးအော်မင်းမကျေနပ်တာလှရင်ကိုပေါ့ကိုရင်မောင်ဟာခေါင်းကိုညှိပြပြီးတဝူဝူအော်ဟစ်နေတယ်ဒေါသထွက်နေတဲ့အမုံအရာကိုဖော်ပြတဲ့ပုံမျိုးနဲ့ကျန်းကြီးကိုအတင်းကုတ်ချစ်ပြနေတယ်မလှရင်ကတော့လူအုပ်ကြီးချားတဲ့အတင်းတိုးဝင်ပြီးခေါင်းတော်မဖော်ရအောင်ကြောက်လန့်နေတယ်မင်းကသူ့ကိုဘာလို့မကျေနပ်တာလဲသူမင်းကိုဘာလို့ထားလို့လဲပြောစမ်းကျမသူ့ကိုဘာမှမလုပ်ပါဘူးရှင်ဘာမှမလုပ်ပါဘူးလူအုပ်ချားတွေကနေမလှရင်ကမျက်လုံးစုံမိတ်ပြီးတော့ကြောက်လန့်တကြားအော်ဟစ်ပြီးတော့ဖြေတယ်သူ့အမုံရာကလေတခုခုကိုအကြီးအကျယ်တုန်လှုပ်နေတဲ့ပုံမျိုးပါဦးကောင်းဟာချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့ခက်တန်တင်းမာတဲ့လေတံနဲ့ကျုံမေးတာမိန်းကလေးကိုမဟုတ်ပါဘူးအမေပဲဝင်မဖြေပါနဲ့ကျုံမကြိုက်ဘူးဟုတ်ကောင်မင်းကငါမေးနေတယ်မင်းကသူ့ကိုဘာမကျေနပ်တာလဲလို့ငါ့ကိုပြောစမ်းဦးကောင်းဟန်ပိုင်ကလေတကယ်ပယောဂကူတဲ့ဆရာတယောက်လိုမန်ပါလှပါတယ်တရေဝေစီခံထားရတဲ့ကိုရင်မောင်ကတော့ဦးကောင်းမေးတာတမ်းမဖြေသေးပဲခေါင်းကိုက်စိုက်ချကတရှုပ်ရှုပ်ထငိုနေတယ်အဲဒီနောက်ကြေကွဲစွန့်နေနေတဲ့အတန်ကြီးနဲ့ငါ့ကိုသူ့တက်ကျမဘာမှမလုပ်ပါဘူးရှင်ကျမဘာမှမလုပ်ပါဘူးလှရင်ကကြောက်ကြောက်လန့်လန့်ထပ်ပြီးအော်နေတော့ဦးကောင်းအတော်လေးကိုစိတ်တူသွားပုံရပါတယ်မလှရင်ဘက်ကိုလှည့်ပြီးဒေါသတကြီးနဲ့ကျုပ်ပြောထားတယ်မဟုတ်လားမိန်းကလေးကိုမမေးပဲဘာမှဝင်မပြောပါနဲ့လို့ဟုတ်သားပဲလှရင်နင့်ကိုမေးတာမဟုတ်ပဲဝင်မဖြေနဲ့လေဆရာကြီးအလုံးလုံးရအနှောက်ယှက်ဖြစ်တာပေါ့တန်ထုံးလဲဝင်ပြောတော့မှလှရင်ငြိမ်ချသွားပြီးတောင်းပန်ပါတယ်ကျမအရင်ကြောက်နေလို့ပါမပြောတော့ပါဘူးရှင်ဆရာကြီးဦးကောင်းလဲစိတ်ကိုလျှော့ချလိုက်ပြီးတော့ကိုရင်မောင်ထပ်မေးဖို့ဟန်ပြင်လိုက်တယ်ဒါပေမဲ့သူထပ်မေးချိန်တော့မရလိုက်ကိုရင်မောင်ပူးကက်နေတဲ့တရင်ကထွက်သွားခဲ့ပြီတိတ်မကြခင်မှာပဲအဲ့ရနိုးလာတဲ့လူတယောက်လိုမျက်လုံးကိုပုတ်တက်နေတော့တယ်လူအုပ်ကြီးဟာသူ့ကိုစိုက်ကြည့်နေတာတွေ့တော့ကြောင်တောက်အမူအရာနဲ့ဘာဖြစ်လို့လဲဘာဖြစ်လို့ကျုပ်ကိုဝိုင်းကြည့်နေရလဲခမ ्या တို့ကဘသူတွေလဲကျုပ်အိမ်ကိုဘာလာလုပ်ကြရလဲလှရင်ရောလှရင်ဦးကောင်းဟာရေဘူးလေးကိုအဖုံးလုံအောင်ပြန်ပိတ်လိုက်ပြီးတာနဲ့မင်းဘာဖြစ်ခဲ့တာလဲဆိုတာသိချင်ရင်တော့မင်းမိမဝဲမေးကြည့်အခုမင်းတတိလေလာပြီဘာမှလည်းမရှိတော့ဘူးဆိုတော့ငါတို့ပြန်တော့မယ်ဆရာကြီးဦးကောင်းကပျော့ပျော့ဆူဆူနဲ့လှဲထွက်သွားခဲ့တော့တယ်လှရင်ကိုလည်းစိတ်ဆိုးတဲ့ပုံမျိုးနဲ့ကြည့်သွားပါတယ်လူတွေလည်းအရှိုးရှိုးပြန်လဲထွက်သွားကြတာမို့လို့ချန်ဝင်းလေးကပုံမှန်အတိုင်းပြန်ပြီးတော့တိတ်ဆိတ်သွားခဲ့တော့တယ်တန်ထုံကတော့လှရင်တခုခုကိုဖုံးကွယ်နေတယ်လို့ခံစားရတာမို့လို့စိတ်ထဲအဝေမကျဖြစ်နေခဲ့ရတော့တယ်တပတ်လောက်ကြာတော့လှရင်တို့အိမ်ကတခါထပ်ဖြစ်ပြန်တယ်ဒီခါဖြစ်တာကိုရင်မောင်မဟုတ်သူတို့ဤသားမောင်ချစ်ညတကောင်ကြီးငိုလိုက်ရင်လိုက်တက်သွားလိုက်နဲ့ဒုက္ခများရပြန်တယ်ခလေးကခဏငြိမ်သွားပြီဆိုရင်အိမ်နောက်မှာမွေးထားတဲ့ဝက်ကစူးကြုံနဲ့ထိုးခံနေရတယ်လို့အတန်မျိုးနဲ့စူညံပွက်လို့ရိုက်ပြီးတော့ချမ်းအပြင်ဘက်ကိုကြောက်လန့်တကြားတိုးထွက်ပြေးနေတယ်ဝက်ငြိမ်သွားရင်သူတို့သားမောင်ချစ်ကထပ်ဖောက်တယ်ဒီလိုနဲ့တန်တရားလဲနေရွာရီကလူတွေနဲ့အတူဆရာကြီးမောင်ကောင်ထက်ရောက်လာပြီးတော့ကုသပေးလိုက်မှပြန်ပြီးတော့ငြိမ်သက်သွားခဲ့တယ်မြေမတက်လို့ဖြစ်ရတာဆိုပြီးပြောကြတာနဲ့နောက်တည့်ရက်တန်ဃာတော်တွေပြင့်ပြီးတော့မြေနှုတ်ပရိတ်တရားနာကြတယ်ပရိတ်ရည်တွေဖြန်းပရိတ်ကျူတွေတအိမ်လုံးမှာကာယံထားပြီးမြဲထူးခြားလာခြင်းမရှိနားရောက်တာနဲ့ကလေးကထဖောက်ပြီးအောင်ငိုလိုက်တက်လိုက်မေ့သွားလိုက်ဝက်ကထဖြစ်လိုက်အဲ့ဒီလိုမှမဖြစ်သူတို့ခြံထဲမှာလူတယောက်တောက်ခေါက်နေတဲ့အတန်တွေခြေတန်တွေအော်ဟစ်ညင်းညူတန်တွေကရက်သွားခဲ့ခြင်းမရှိပဲနားရောက်တာနဲ့ပုံမှန်လိုဖြစ်နေပြန်တယ်လူတွေလည်းအိပ်ပြက်အစားပြက်နဲ့အားထောင်ကုန်လာတယ်တချို့ကလည်းဒီတိုင်းဆက်သွားနေပိုဆိုးသွားလိမ့်မယ်တက်တိနားလိုက်တဲ့ဆရာတယောက်ကိုပြစ်ပြီးတော့ဖြည့်ရှင်းလိုက်ဖို့အကြံပေးကြတယ်တချို့ကလည်းတစ်ဖက်ရွာမှာပယောဂနိုင်တဲ့ဈေးဖုံးကြီးတစ်ပါးရှိတယ်သွားရောက်ကြည့်တင်နေဆိုပြီးတော့အမျိုးမျိုးအကြံပေးကြတယ်လာရင်ကလည်းခေါင်းပါတယ်ဘသူအကြံပေးတာကိုမှလက်မခံပဲနဲ့ဦးကောင်းနဲ့သာကုမယ်လို့ဆုံးဖြတ်ထားလိုက်တယ်တကယ်တက်ကြွတဲ့ဆရာတယောက်သာကုမယ်ဆိုရင်သူ့အတွက်ခက်ခဲတဲ့အခြေအနေကိုကြုံတွေ့ရနိုင်တယ်လို့တွေးထားမိတာကြောင့်ပါဖြစ်ပျက်ခဲ့သမျှတွေတွေကအဲ့ဒီနေ့ကအဆိုးအဆုံးလို့ပြောရမယ်ခါတိုင်းဆိုရင်ညတကောင်ချိန်မှသာဖြစ်တတ်ပေမဲ့ဒီနေ့တော့
ညနေဆောင်နေရစဖြစ်နေပြီခြံထဲမှာရှိတဲ့အပင်တွေကိုလည်းလူတစ်ယောက်ကတနင်းဖြက်စီးထားတယ်လို့အကုန်ကျူးကြည့်နေတယ်အိမ်ဘေးပတ်ချာလေးကိုလူတစ်ယောက်ကတပုံပုံလိုက်ထုနေတယ်လို့စူညံပွက်လုံးရိုက်နေတယ်ကလေးကလည်းအိမ်ထဲကနေဟိုကြည့်လိုက်ဒီကြည့်လိုက်ထုတ်တန်းနေပေါ်ကိုကြည့်လိုက်နဲ့ကြောက်လန့်ပြီးတော့ငိုနေတယ်ဘလူတော်ကြောက်တဲ့နေလည်းမသိငိုနေရှင်းနေတော့မှတတိလစ်သွားတယ်ကိုရင်မောင်နဲ့လှရင်တို့လည်းဘာလို့ဘာကန်ရမယ်မသိအောင်ပြာခက်နေကြတယ်တက်တလောက်မတ်တလောက်နဲ့ဝိုင်းဝန်းပြူးစုကြပြီမဲ့ကလေးဟာတတိလေလာလိုက်တနေရာစိုက်ကြည့်လိုက်ကြောက်လက်တကြားငိုလိုက်တတိလစ်သွားလိုက်နေတာလုံးချလေးလိုက်နေတယ်ဒီလိုနေလို့မရတော့ဘူးလှရင်ကြာရင်ငါတို့သားလေးတည်သွားလိမ့်မယ်ကုပေးမဲ့ဆရာစီကိုသွားမှဖြစ်တော့မယ်လှရင်ဟာငိုမဲမဲမျက်နှာနဲ့ကျမတို့စကားကိုရှင်းမဆက်တော့ပဲတစုံတစ်ခုကိုထိတ်လန့်နေသလိုအမှုရာမျိုးနဲ့ဖြစ်နေပါတယ်ကိုရင်မောင်ဟာခေါင်းကိုခါရမ်းလိုက်ပြီးတော့မင်းဒီတိုင်းဆက်နေရင်တော့ငါထူးမှလေးလှရင်ကြာရင်ငါတို့သားလေးတည်ုံမဲ့ရှိတော့မှာပေါ့ကွာထိုင်မဲ့ကျမတို့ဟုတ်လေမဖြစ်လာသေးတော့တွေးကြောက်မနေစမ်းပါနဲ့လှရင်အခုဖြစ်နေတာငါတို့သားကွာဘာလဲမင်းကသားလေးတည်တာကိုဒီတိုင်းပဲထိုင်ကြည့်နေတော့မလို့လားဟဲ့ကိုရင်မောင်ဒေါသထွက်ပြီးអော်လိုက်တော့လှရင်ကိုလေးတစ်ဆက်ဆက်တုံးသွားပြီးဒါဖြင့်ဘဲဆရာစီသွားမှာလဲဘဲဆရာရှိရမလဲတစ်ဖက်ရွာစီးဖုံးကြီးစီပဲသွားပေးရမှာပေါ့ဘလို့မှရှောင်လို့မရတဲ့အခြေအနေဖြစ်နေပြီမို့လှရင်လေးဘူးတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီးတော့ဒါဆိုလေသွားကြတာပေါ့နှစ်ယောက်သားဆုံးဖြတ်ပြီးသွားပြီမို့ငါလူကြီးကိုအကူကြီးလှမ်းတောင်းပြီးတော့တစ်ဖက်ရွာကိုသွားဖို့လဲလေးငားလိုက်တယ်တကြီးရဲ့စေခိုင်းမှုနဲ့အတူကာလာသားကောင်းတန်းထုံးကကိုရင်မောင်နဲ့လှရင်ကိုလိုက်ပို့ပါတယ်ဆက်စုချင်းတဲ့လူတချို့ကလည်းလိုက်လာကြတော့တယ်ရောက်တာနဲ့ဘုံကြီးကကလေးကိုသူ့ရှိမှချခိုင်းကကလေးနှစ်ဖူးပေါ်စေးကျိန်လုံးနဲ့ထိထားပြီးတော့တူတူနဲ့ရွတ်ဖက်နေတယ်ပြီးတော့သူတို့နှစ်ယောက်ဘက်ကိုလှမ်းကြည့်ပြီးကလေးကိုဒီလောက်ထိလုံးရလောက်မင်းတို့နဲ့ဘလို့ရန်ညိုးတွေများရှိလို့တော့ဘုံကြီးမိလိုက်တော့လူတွေရဲ့အကြီးကသူတို့စီရောက်လာတယ်နှစ်ယောက်လုံးမျက်စိမျက်နှာပြတ်သွားတာကိုလေဘုံကြီးကရှိမ့်မိတယ်လှရင်ကဘုံကြီးမိတာကိုလက်အုပ်ချီပြီးရိုးရိုးသေးသေးနဲ့ဖုံဖုံပြောတာတပည့်တော်မှနားမလည်ပါဘူးဖေ။တပည့်တော်တို့နဲ့ဘသူမှလည်းရန်ညိုးမရှိခဲ့ပါဘူးဖေ။ဘုန်းကြီးကခေါင်းကိုတစ်ဆက်ဆက်ညှိလိုက်ပြီးဘာပဲဖြစ်ဖြစ်ပါကလေးကိုအရင်ဆုံးကူးကြတာပေါ့။ဘုန်းကြီးကသူ့နောက်မှာရှိတဲ့ပလင်းကြီးတွေတစ်လုံးမေးတစ်လုံးကြည့်နေပြီးအနီအောင်ပလင်းတစ်လုံးကိုဆွဲယူချလိုက်တယ်။ပလင်းတွေကစီးရီအချို့ခတ်ပြီးတော့ကလေးပါးစပ်ကိုလက်နဲ့ဟပြီးတော့လောင်းထိန်လိုက်တော့တယ်။အဲဒီနောက်မျက်စိမှိတ်ပြီးတစ်ခုခုရွတ်နေရင်မှလက်သေးကင်ထားတဲ့စေးကျိန်လုံးနဲ့ကလေးရဲ့ခေါင်းကနေခြေပေါ်အထိဆွဲချနေတယ်။သုံးချိန်မြောက်ဆွဲချပြီးတာနဲ့ကလေးရဲ့မျက်လုံးလေးဖြည်းဖြည်းချင်းပွင့်လာတာကိုမြင်လိုက်ရတော့ကိုရင်မောင်နဲ့လှရင်အတော်လေးကိုဝမ်းသာသွားတယ်။ဖုန်ကြီးလည်းကျေးဇူးအယမ်းတင်မိတယ်။ဒီကလေးကိုဒုက္ခပေးနေတဲ့ပုဂ္ဂိုလ်ဒီနေ့ကစပြီးတင်းရဲ့ဒုက္ခပေးမှုဟာဒီကလေးရဲ့အပေါ်ညူတမုံမြကြောက်ရောက်ခြင်းမရှိစေရ။တိုက်ရောက်ခြင်းမရှိစေရ။ထိခိုက်ခြင်းမရှိစေရ။ဘုံဘုံကပြောပြီးတာနဲ့ကလေးရဲ့နှစ်ဖူးပြင်ကိုပုတ်သက်ပေးလိုက်ပြီးဒီနေ့ကစပြီးကလေးကိုဘယ်လိုအနှောက်အယှက်မျိုးမှမကြုံရအောင်ဖုန်ကြီးလှုပ်ပေးလိုက်တယ်စိတ်ချလက်ချသာခေါ်သွားတော့လှရင်လဲဖုံဖုံကိုရိုးသေးစွာကြော့ပြီးကျေးဇူးတင်ကြောင်းရှောက်တင်ကပြန်မှုလုပ်တယ်ဒီနေရာမှာအကြာကြီးဆက်မနေလို့တော့ပါဘူးသူကကလေးကိုပွေ့ချပြီးပြန်မှုလုပ်နေပြီမဲ့ကိုရင်မောင်ကတော့ခေါင်းကိုက်စိတ်ချပြီးတော့မလုံးမရှက်နဲ့ထိုင်နေတာတွေ့တော့လှရင်စိတ်တူသွားမိတယ်ကိုရင်မောင်ဖုံဖုံကိုကျေးဇူးတင်စကားပြောလိုက်အောင်လေရှင်ကဘလို့ကြီးထိုင်နေတာတော့ကိုရင်မောင်ဟာနည်းနည်းမှမလို့ရင်သက်နေသေးပါလှရင်စိတ်မရှိတော့တာနဲ့ကိုရင်မောင်ကြောကုန်းကိုပုတ်လိုက်ပြီးတော့ကိုရင်မောင်ရှင်ဘာဖြစ်နေတာလဲတောမယ်လို့ပြောနေတယ်လေကိုရင်မောင်ကလှရင်လက်ကိုပုတ်ချလိုက်ပြီးငါ့ကိုမထိနဲ့ငါနေ့ကိုတတ်မှာတကူလုံးဟာတစ်ဆက်ဆက်တုံရင်လာပြီးထအောင်လိုက်တာကြောင့်လှရင်နေမဟုတ်ပဲဘေးနားကလူတွေပါကြောက်လန့်တကြားနဲ့အနောက်ကိုဆုတ်သွားခဲ့တယ်ဘုံဘုံကတော့ကိုရင်မောင်ကိုကြည့်ကခေါင်းကိုတစ်ဆက်ဆက်ညှိရင်ငါထင်တယ်ရောက်လာလိမ့်မယ်လို့ထင်တဲ့အတိုင်းပါလားလှရင်တပူပေါ်နှစ်ပူစစ်ဆိုသလိုကလေးဖြစ်လို့လာကမှပဲယောက်ျားဖြစ်သူကတရေဝင်နေတာနဲ့ထပ်ပြီးတော့ကြုံရပြန်တယ်ကိုရင်မောင်ခန္ဓာကိုယ်တစ်ဆက်ဆက်တုံရင်နေတယ်ကျမ်းပြင်ကိုလည်းတတုံတုံနဲ့ဒေါသတကြီးထုနေတဲ့အတွက်ဘုံဘုံကလက်ထဲမှာကင်ထားတဲ့စီးကျိန်လုံးနဲ့ခေါင်းကိုဖိထားလိုက်ပြီးတော့ဒေါသတွေကိုလျှော့စမ်းပြောစရာရှိတာကိုအေးဆေးပြောကြမ်းကြမ်းတမ်းတမ်းနေမလုံးနဲ့နော်ငါမကြိုက်ဘူးဘုံဘုံပြောတော့ကိုရင်မောင်ငြိမ်ကျသွားပြီးတရှုပ်ရှုပ်နဲ့ငိုနေတယ်မင်းဘသူလဲဘာဖြစ်လို့ဒီမိသားစုကိုနှောက်ယှက်နေရတာလဲပြောစမ်းဖုံဖုံအတန်ကအနှဲငယ်တင်းပါတယ်ကိုရင်မောင်ကတစ်ဆက်ဆက်တုံရင်နေရမှလက်အုပ်ချီလိုက်ပြီး
တပည့်တော်မကြည်နပ်ဘူးလုံးဝမကြည်နပ်ဘူးအဲ့ဒီကောင်မရောဒီကလေးရောဒီကောင်ကိုရောတက်ရမှကြည်နပ်နိုင်မယ်ဖုံဖုံကတော့တည်ငြိမ်စွာနဲ့ပဲမင်းကဘာတွေမကြည်နပ်လို့တက်ချင်ရတာတော့တကားရဲ့ငါနားလေအောင်ပြောစမ်းကိုရင်မောင်ကလှရင်ကိုလက်ညှိုးထိုးပြီးဝမ်းနဲ့ပက်လက်ငိုကြွေးနေပြန်နေအဲ့ဒီနောက်စိုးနှစ်ကြေခွဲတန်ကြီးနဲ့တပည့်တော်ဒီကောင်မရဲရဲဆက်ဆက်တက်ခဲ့တာအပိုင်းပိုင်းအဆဆလုတ်ခဲ့တာလှရင်ဟာမျက်စိပြက်မျက်နှာပြက်နဲ့ကြောက်ကန်ကန်ပြီးငင်းနေတယ်တပည့်တော်မသိပါဘူးဖေဟာတက်လည်းမတက်ပါဘူးဖေဟာသူ့ကိုလည်းမသိပါဘူးဖေဟာကြောက်ကန်ကန်ပြောနေတဲ့လှရင်ကိုကြည့်လိုက်တရေဝင်ပိုးခံနေရတဲ့ကိုရင်မောင်ကိုကြည့်လိုက်နဲ့ဘေးမှာရှိနေတဲ့လူတွေလည်းပြားများနေကြတယ်ဖုံဖုံကတော့ကိုရင်မောင်သာဆက်ပြီးတော့မေးခွန်းထုတ်တယ်မိကိုသူတက်ခဲ့တယ်လို့ဘာလို့ပြောရတာလဲငါတို့နားမရှင်းဘူးရှင်းရလို့ပြန်ပြောစမ်းဖုံကြီးဟာစေးချိန်လုံးကျမ်းပြင်မောင်ထုချပြီးတော့လေတံမမာနဲ့မေးလိုက်တော့ကိုရင်မောင်ဟာလက်အုပ်ချလိုက်တယ်မျက်ရည်တွေကလည်းတွင်တွင်စီးကျနေတယ်တပည့်တော်ပြောပြပါမယ်ဖေဟာတပည့်တော်နာမည်ကစံမြင့်လှရင်ရဲ့ယောက်ျားပါဟေးဖုံကြီးတော်မှရခုံးတွန့်သွားတယ်ဒါဖြင့်မင်းဝင်ပို့ထားတဲ့ခဏပိုင်ရှင်ကရောကိုရင်မောင်ဟာမျက်ရည်တွေကိုတုပ်လိုက်ပြီးတော့ဒါကသူဖောက်ပြန်ပြီးယူထားတဲ့သူ့ရဲ့အငယ်နောက်မှာဒီကောင်းတက်နဲ့ကျုပ်ကိုရရက်ဆက်ဆက်တက်ခဲ့တာပြီးတော့ကျုပ်အလောင်းကိုလည်းအပိုင်းပိုင်းဖြတ်ပြီးအိမ်သားထဲမှာသူကိုယ်တိုင်ပစ်ခဲ့တာအလိုဟာရက်ဆက်လိုက်တဲ့မိန်းမပါလားအကုန်လုံးကလှရင်ကိုယူစရာကြောက်စရာကောင်းတဲ့တတော်ဝါတကောင်လိုဝိုင်းကြည့်ကြတယ်ရုပ်လေးနေတော့မလိုက်ပါလားနော်စိတ်တက်ကြီးကကြောက်ဖို့ကောင်းတဲ့မိန်းမပဲဖုံဖုံစည်းချိန်လုံးတန်းကြောင့်မှတယောက်တစ်ပေါက်ပြောဆိုတဲ့တွေတိတ်ဆိတ်သွားခဲ့တယ်ဒါရီကအမှန်တွေလားမင်းပြောတာတွေကိုငါတို့ကဘလို့ယုံကြည်ပေးရမှာလဲတပည့်တော်ပြောတာတွေကအကုန်လုံးအမှန်တွေပါတပည့်တော်တို့နေထိုင်တဲ့ရွာကိုသွားမေးကြည့်ရင်သိပါလိမ့်မယ်ရွာမှာတပည့်တော်အမေရှိတယ်အခုထိတပည့်တော်သေးတာကိုမသိသေးပဲကြောက်သွားတယ်ထင်ပြီးလိုက်ရှာနေသေးပါဖေဟာကိုရင်မောင်ဟာပြောနေရင်နဲ့တရှုပ်ရှုပ်ထက်ငုံနေတယ်ကဲငိုမနေပါနဲ့မင်းပြောတယ်လို့ဟုတ်မဟုတ်ဆိုတာကိုငါတို့သေးချောင်းအရင်လုံးရလိမ့်မယ်ပြီးမှပဲဆက်လုပ်ကြတာပေါ့မင်းနေတဲ့ရွာကကျိန်မင်းစုရွာပါဖေဟာတပည့်တော်အမေနာမည်ကဒေါ်မြိုင်ပါဟုတ်ပြီလေအခုပဲမင်းမေကိုလူလွတ်ပြီးတော့သွားခေါ်ခိုင်းမယ်ကျိန်မင်းစုဆိုတော့အရန်အဝေးကြီးမှမဟုတ်ပဲဘုံဘုံကမောင်နိုင်တဲ့လူတချို့ကိုအမြန်ဆုံးဆေးလွတ်ပြီးတော့ကျိန်မင်းစုရွာမှာစံမြင့်အမေဒေါ်မြိုင်ဆိုတာရှိလားလို့စုံစမ်းခဲ့ရှိတယ်ဆိုရင်အကျိုးအကြောင်းပြောပြီးတော့တခါတည်းခေါ်ခဲ့ဖြစ်နိုင်အဲ့ဒီရွာလူကြီးတွေကိုပါတခါတည်းခေါ်ခဲ့လိုက်ကွာတင်မဗျာခုပဲသွားခေါ်လိုက်ပါမယ်မကြမီလဲတစင်းနဲ့မောင်နိုင်တို့ထွက်သွားကြတယ်လှရင်ကတော့တခိုးလူမိထားတယ်လို့အကြီးအကျယ်ကြောင်ရုပ်ထိတ်လက်တုံလှုပ်နေတယ်အမလီအဖြစ်ဆိုးလိုက်တဲ့ငါသားလေးဒေါ်မြိုင်ဆိုတဲ့အဖွားကြီးကသူ့သားဝင်ပူးခံထားရတဲ့ကိုရင်မောင်ကိုဖက်ပြီးတော့ဝမ်းနဲ့ပလက်ငိုနေရှာပါတယ်ကိုရင်မောင်ကလည်းအမေဖြစ်သူကိုဖက်ပြီးတော့ကြေကွဲစိုးနစ်စွာနဲ့ငိုနေတဲ့အတွက်မြင်ရသူအပေါင်းလဲစိတ်မကောင်းဖြစ်ရရှာတယ်အကုန်လုံးရဲ့ဒေါသတွေဟာလှရင်အပေါ်စုပြုံကျလာခဲ့ရတယ်ဒေါ်မြိုင်တယောက်ကျောင်းထဲမှာခေါင်းငုပ်ပြီးငိုနေတဲ့လှရင်ကိုလှမ်းကြည့်ပြီးသမီးရဲ့ဘာလို့အဲ့လောက်ထိရက်စိတ်ရတာလဲကွယ်သမီးပေါ်မှာအမေသားဘလောက်ချစ်လဲသမီးသိရတာနဲ့ဘာကြောင့်ဒီလိုမျိုးလုံရရတာလဲသမီးရဲ့ဘုံဘုံကလည်းစိတ်မကောင်းဖြစ်စွာနဲ့တကယ်မကြီးခံစားနေရမယ်ဆိုတာကိုလည်းဦးစင်းသိပါတယ်ဒါပေမဲ့ဖြစ်တာလည်းဖြစ်ပြီးသွားခဲ့ပြီမဟုတ်လားဘယ်တက်နိုင်မှာတော့မလဲဖုံဖုံစကားကြောင့်ဒေါ်မြိုင်သားကိုဖတ်ထားရာကနေလက်အုပ်ချလိုက်ပြီးတပည့်တော်သားလေးကအဖြစ်ဆိုးလို့နာပါဖေဟာကိုရင်မောင်ကလည်းလက်အုပ်ချပြီးတပည့်တော်လှုပ်ရက်လုံးပါတယ်ဖေဟာပြောရင်းနဲ့ထက်ငိုနေပြန်တယ်အချိန်တော်တော်ကြာစကားတွေပြောပြီးတော့မှဖုံဖုံကကိုရင်မောင်ကိုကြည့်ပြီးတကားကြီးအသက်ခံရတဲ့အကြောင်းရင်းကဘာကြောင့်လဲဘာလို့လဲဦးစင်းတို့ကိုပြောပြပါတက်နိုင်သလောက်ကူညီပေးပါမယ်ဖုံဖုံမေးတာကိုအကောင်လုံးကစိတ်ဝင်တစားနားထောင်နေကြပြီမဲ့လှရင်ကတော့ခေါင်းတောင်မဖော်ပဲငိုနေပါတယ်ကိုရင်မောင်ကတော့မျက်ရည်တွေကိုတုပ်လိုက်ပြီးဒီလိုပါအရှင်ဘုရားအဲ့လိုအစကြီးကသူ့အချောင်းကိုမျက်ရည်တွင်တွင်စီးကြရင်နဲ့ပြောပြရှာတယ်ဆံမြင့်နာကြီးစွာနဲ့အရက်တစ်ခွက်ကိုစက်ကနေမောတောင်းလိုက်တယ်စိတ်ထဲမှာလည်းစုနှစ်ကြေကွဲနေမိတယ်ချစ်လို့မင်းပေါ်ငါဘလောက်နားလေပြီးခွင့်လို့ပေးခဲ့ရတာလေဆိုတာမင်းအသိဆုံးမှာလှရင်ရဲ့တယောက်တည်းတိုးတိုးလေးရေရွရင်ပေါင်းတစ်ဖက်ပေါ်မျက်ရည်တွေတွင်တွင်စီးကြလာခဲ့ရတယ်ကိုအဖြစ်ကိုတွေးရင်းနဲ့လေဝမ်းနဲ့ကြေကွဲနေမိတယ်ငါပေါ်ဘာကြောင့်လုံးရတာလဲဘာကြောင့်လဲဝမ်းနဲ့စိတ်တွေကအရဲ့ရှိန်ကြောင့်ဒေါသဘက်ကိုကူးပြောင်းသွားပြီးတယောက်တည်းကျေးလောင်စွာအော်ဟစ်လိုက်မိတယ်ငါမင်းကိုမရှူခဲ့တဲ့မို့မင်းလိုမိန်းမမျိုးင
ငါမရှိခဲ့တယ်မို့ငါမားတယ်တောက်လက်စအရှက်ပလင်းတွေကိုကန်ထုတ်ပြီးအယူတရလိုငိုယိုနေမိတယ်အချိန်ကြာမြင့်စွာငိုယိုအော်ဟစ်နေပြီးတိတ်မကြခင်မှာပဲဆမ်မြင့်တယောက်အိပ်ပျော်သွားခဲ့တော့တယ်အမတ်တရများစွာရှိခဲ့တဲ့အနက်ဒီစီဒီလေးကလှရင်နဲ့သူစတင်ဆုံတွေ့ခဲ့တဲ့ပထမဆုံးသောအမတ်တရနေရာလေးဖြစ်ပါတယ်အဲ့ဒီတော့ဆမ်မြင့်အသက်10နှစ်ဝန်းကျင်ခန့်ရှိပြီးလှရင်ကတော့သူ့ထက်3နှစ်ငယ်ပါတယ်ရုတ်တရက်ဆမ်မြင့်တော်ရင်ငှက်ပြစ်သွားရင်ဒီစီဒီလေးဘေးမှာငိုနေတဲ့လှရင်နဲ့စတင်ဆုံတွေ့ခဲ့ရတယ်ဆမ်မြင့်လည်းလှရင်ငိုနေတဲ့နားကိုသွားရင်စကားပြောမိရမှတယောက်နဲ့တယောက်ခင်မင်ရင်းနှီးခဲ့ကြတယ်နောက်တော့တကယ်ချင်းတွေဖြစ်လာခဲ့တယ်သူသိလာရတာကလှရင်မှာမိဘတွေမရှိတော့တဲ့အကြောင်းအတော်အိမ်မှာကက်နေရပြီးအတော်နဲ့ဦးလေးကအရန်အနိုင်ကျင့်တဲ့အကြောင်းရိုက်နှက်နှိပ်စက်တဲ့အကြောင်းတခါတလေထမင်းတော်မကျွေးပဲအငတ်ထားတဲ့အကြောင်းတွေပါကြားရတော့ဆမ်မြင့်အကြီးအကျယ်စိတ်မကောင်းဖြစ်သွားမိတယ်လို့လှရင်ကိုလည်းအရန်တနာမိသွားတယ်သူတက်နိုင်သလောက်ကူညီပေးဖို့လည်းတွေးလိုက်တယ်အဲ့လိုနဲ့နောက်ပိုင်းလှရင်အတွက်ထမင်းတွေအဝတ်တွေစားစရာတွေမုတ်တွေကိုယူလာပေးတယ်သူယူလာပေးတာတွေကိုလှရင်ကအားရပါးရစားပြီးပျော်ရွှင်နေတာကိုမြင်ရရင်လည်းအရန်ကြည်နူးမိတယ်တဖြည်းဖြည်းချင်းတယောက်ပေါ်တယောက်တရောစင်ဖြစ်လာတယ်လှရင်ရဲ့အခက်အခဲဒုက္ခတွေကိုကူညီပေးရတာကိုပဲဆမ်မြင့်အကျေနပ်ကြီးကျေနပ်နေမိတယ်ဒီလိုနဲ့ကျောင်းတွေပြန်ဖွင့်တော့ဆမ်မြင့်ကမြို့ပေါ်မှာကျောင်းသွားတက်ရတော့မယ့်အချိန်ရောက်လာတယ်ဆမ်မြင့်မိဘတွေကတောတတိတွေဆိုတော့သူတို့သားကိုအစင်းမြအောင်ဂုံရှိအောင်ဆိုပြီးတော့မြို့ကျောင်းမှာထားတယ်ဆမ်မြင့်ကမတက်ချင်မှုအချိန်ချင်းညင်းတယ်မရဘူးလှရင်နဲ့ဆမ်မြင့်ဇီးရီအပြက်လေးမှာနောက်ဆုံးတွေ့ပြီးတော့နှုတ်ဆက်ခဲ့ကြတယ်နှစ်ယောက်စလုံးဝမ်းနေစွာငိုလိုက်ကြတယ်ငါပြန်လာတဲ့နေ့ကျရင်နောက်ကျမှလားလို့မေးတော့လှရင်ကငိုမဲမဲမျက်နှာလေးနဲ့ခေါင်းကြီးပြတယ်ပြန်မလာမချင်းလဲဒီစီရီလေးမှာစောင့်နေမယ်ဆိုတဲ့လှရင်ငိုနေပုံလေးကဆမ်မြင့်အသေးထဲမှာဆွဲတင်နေခဲ့တယ်ဆမ်မြင့်ကစတော်တယ်တနေ့တည်းအခက်ခဲမရှိအောင်မြင်တယ်10ရန်ကိုပါနှစ်ချင်းပေါအောင်မြင်ခဲ့တယ်သူကြောင့်မိဘတွေလည်းဂုံယူမစုံဝမ်းသာမစုံနဲ့ပျော်ရွှင်ကြရတယ်လို့သူကိုယ်တိုင်လည်းအရှမ်းပျော်နေမိတယ်10ရန်အောင်လို့ပြောတာထက်ရွာကိုပြန်ပြီးလှရင်နဲ့တွေ့ရတော့မှမလို့ပြောတာဆိုရင်ပုံမှန်လိမ့်မယ်ရွာကိုရောက်တော့သူ့ကိုလာကြည့်တဲ့လူတွေကြားတယ်လှရင်ကိုရှာနေမိတယ်မတွေ့ဘူးမိုးသာချုပ်သွားတယ်ရောက်မလာခဲ့လှရင်မြောင်သူ့ကိုမေ့သွားပြီလားဆိုပြီးစိတ်မကောင်းဖြစ်နေမိတယ်အဲ့ဒီတညလုံးလေးအိတ်မပြောခဲ့ဘူးနောက်မနက်မိုးလင်းတာနဲ့ဇီဒီအပြက်ကြီးကိုအစိုးကြီးထသွားပြီးတော့စောင့်နေခဲ့တယ်သူပြန်ရောက်တဲ့တရင်ကြိုင်လှရင်ဒီကိုတေချာပေါက်လာလိမ့်မယ်လို့သူယုံကြည်နေမိတယ်သူပြန်မလာမချင်းနေ့တိုင်းဒီဇီဒီလေးမှာစောင့်နေမယ်လို့လှရင်ကတိပေးထားခဲ့တယ်မဟုတ်ပါလားဒါပေမဲ့သူထင်သလိုမဖြစ်ခဲ့နေကုံသွားတဲ့အထိလှရင်ပေါ်မလာခဲ့ပါဘူးနောက်ဆုံးစိတ်တက်ကြစွာနဲ့အိမ်ကိုပြန်ခဲ့ရတယ်နောက်ရက်တွေလှရင်နဲ့ပတ်သက်ပြီးတော့အသေးအတန်စုံစမ်းကြည့်တယ်သတင်းအစနှလေးတောင်မရခဲ့ဘူးအချိန်တွေတရွေ့ရွေ့ကုန်းဆုံးခဲ့ပြီးနှစ်တွေတောင်ကြာခဲ့တယ်လို့သူလည်းအချိန်ရဲ့ကုစားမှုနဲ့အတူနေသားကျနေပြီးဒါပေမဲ့လှရင်အကြောင်းကိုတော့ကြုံရင်ကြုံတယ်လို့စုံစမ်းမိနေစေငယ်ချင်းမို့မေ့မရဘူးဆိုရလိမ့်မလားဒီလိုနဲ့ဖခင်ဖြစ်သူဆုံးမသွားတော့သူကဖခင်ရဲ့အလုပ်တွေကိုဦးစီးတယ်မိခင်ဖြစ်သူကိုလှုပ်ကြွေးရင်သူ့ဘဝလေးကိုအေးဆေးစွာဖြတ်သန်းနေခဲ့တယ်ဒါပေမဲ့ညှော်လိမ့်မထားတဲ့တရက်မှာပဲစီရီအပြက်ကြီးနာကိုသွားရင်မိန်းကလေးတယောက်ငိုနေတာကိုတွေ့လိုက်ရတယ်လူတယောက်ငိုနေတာပျော်စရာကောင်းတဲ့ကိစ္စမဟုတ်ပေမဲ့သူ့အတွက်ကတော့လူကျင်နာရတဲ့ကလေးတယောက်လိုပျော်ရွှင်သွားခဲ့မိတယ်ဒီနေရာမှာလာငိုတတ်တဲ့မိန်းကလေးဆိုလို့ဘသူများရှိပါအောင်မလဲသူထင်ထားသလိုပါပဲငိုနေတဲ့ကောင်မလေးကတွေ့ကြလို့နှစ်ပေါင်းများစွာရှာနေခဲ့တဲ့မိန်းကလေးပါပဲဒါပေမဲ့သူတို့တွေ့ဆုံခြင်းကပျော်ရွှင်စရာမကောင်းခဲ့ပါဘူးလှရင်မှာလူရုပ်မာတုံးရဲ့ချွေယူဖြက်စီးခြင်းကိုခံခဲ့ရပြီးအဲ့ဒီလူရုပ်မာနေရှားတဲ့ကိုဝင်ကိုလွှဲထားရတာကြောက်ပါအခုလေလောကကြီးထဲမှာရှင်သန်ခြင်းစိတ်မရှိတော့လို့ဘဝကိုအရှုံးပေးပြီးကိုအဆုံးစီရင်တော့မယ်ဆိုတာကိုပါထိတ်လန့်တကြားသိလိုက်ရတယ်တနာရဲ့ချစ်ခဲ့ရသူလေးမို့ပိုတနာပြီးတော့ပိုချစ်မိပြန်တယ်အချစ်ဟာလူကိုအကဲဖြစ်စေဤတဲ့ဒီစကားကမှန်တယ်မှားတယ်ဆက်မြင့်မသိသူသိတာကတော့လှရင်ပျော်ရွှင်မှုအတွက်သူကန်းသိရင်ကန်းမယ်ကွယ်သိရင်ကွယ်မယ်လို့သာတရွာလုံးရဲ့ရင်ထုမနာတားမြစ်တန်တွေကိုဂရုမစိုက်ပဲလှရင်ကိုယူမိုက်နဲ့လက်ထက်ယူခဲ့လိုက်တယ်အချစ်ဆုံးသူရဲ့လက်ကိုစုပ်ကိုင်ပြီးအခက်ခဲတွေကိုကြော်ပြရတာလောက်ချုံမိန်တဲ့အရာဆိုတာရှိပါအောင်မလားသိမကြခင်မှာပဲလှရင်သားလေးတယောက်မွေးဖွားခဲ့တယ်မအောင်ချစ်တော့ဥကိုချစ်ဆိုသလိုလှရင်ကိုချစ်လုံးတော့လေကိုနဲ့ရတဲ့ကလေးမဟုတ်ပေမဲ့သားတယောက်လိုချစ်ရှာတယ်ချစ်လုံးလို့
မောင်ချစ်လို့နာမည်ပေးထားလိုက်တယ်ဒီလိုနဲ့နေလာရင်ကလေး3 နှစ်သားလောက်မှာဆမ်မြေအတွက်ကန်တရားကမုံတန်းတစ်ခုဖန်တီးပေးလိုက်တယ်အဲ့ဒါကတော့လှရင်တယောက်အိမ်တော်ရေးဖောက်ပြန်နေတဲ့ဆိုတဲ့ကိစ္စအစားကတော့လှရင်ကိုအပြေးအဝယုံကြည်ထားသူမို့ပတ်ဝန်းကျင်စကားတွေကိုလက်မခံခဲ့ဘူးမလို့လို့ပြောတယ်လို့ပဲတွေးထားလိုက်တယ်ဒါပေမဲ့သူတွေးထားတယ်လို့မဟုတ်ပဲလှရင်ခြေလမ်းတွေစပြက်လာခဲ့တယ်အစိုးတွေဖြစ်မလာစေချင်လို့မသိတယ်လို့ဟန်ဆောင်ပေးလေလှရင်ကရဲတင်းလာလေးဖြစ်လာတယ်ဒီလိုနဲ့အကြီးအကျယ်စကားများကြတယ်တဖြည်းဖြည်းနဲ့အိမ်တော်ရေးစီးတွေကျိုးပဲ့လာခဲ့တယ်နောက်ပိုင်းပိုသိလာရတာလှရင်အခုဖောက်ပြန်နေတဲ့သူကတခြားသူမဟုတ်ပဲသူ့ကိုကိုဝင်ရအောင်လုပ်ခဲ့တဲ့ရှင်မောင်ဆိုတဲ့လူနဲ့ဖောက်ပြန်နေရဲဆိုတာပါမင်းကအတုံးချခံတက်တက်ပါကွာမင်းကသူများလဲခဏဝင်ထမ်းပေးရတဲ့နွားတတာပါကွာဆိုတဲ့စကားတွေကြားမှာအလူအလဲခန်းစားလိုက်ရတယ်အဲ့ဒါတွေကြောင့်လေတခါမှမတောက်ဘူးတဲ့အရက်ကိုခုလိုတောက်မိသွားတာဖြစ်ပါတယ်အရက်ဟာဖြည့်စည်းဆိုတဲ့စကားအတော်လေးမားတယ်အမှန်တော့အရက်ဟာလောင်စာဖြစ်ပါတယ်စိတ်ခံစားမှုကိုမြင့်တင်ပေးတတ်တဲ့လောင်စာတက်တက်တာဖြစ်ပါတယ်အခုလေဆမ်မြေတယောက်ဝမ်းနေလို့အရက်တောက်ရင်ပိုဝမ်းနေနေခဲ့ရတယ်မဟုတ်ပါလားသူနိုးလာတော့ပဝင်းကျင်တစ်ခုလုံးအမောက်အတိဖုံးနေပြီအမိုးလဲပြေးသွားပြီမို့ပဝင်းကျင်ကိုကြည့်ရင်ကြောက်စိတ်လည်းအနှဲငယ်ဝင်လာမိတယ်ရုတ်တရက်ထားလိုက်တော့ခေါင်းကမိုက်ခနေဖြစ်သွားပြီးတော့လဲကြမလို့ဖြစ်သွားခဲ့တာမို့ကြပြကြရပဲပြန်ထိန်းထားလိုက်ရတယ်အိမ်ကိုပြန်တဲ့ခြေလမ်းတွေကလည်းရိုင်းတိရိုင်းတိုင်းတိုင်းကွက်နေခဲ့တယ်ခွေးတွေကလည်းသူ့ကိုကြည့်ရင်စိုးစိုးဝါးဝါထိုးဟောင်နေကြတယ်ခြံဝင်းရှိရောက်တော့တခုခုထူးဆန်းနေတယ်လို့ခံစားလိုက်ရတာနဲ့ခြေလမ်းတွေကိုထိရင်အိမ်ထဲကိုတူတူတိတ်တိတ်ဝင်ခဲ့လိုက်တယ်ခါတိုင်းခြံတကားကိုအမြဲတမ်းတော့ခတ်ထားတာပါဒီနေ့ဘာလို့မခတ်ထားတာလဲငါပြန်မလာသေးလို့ဖွင့်ထားတာများလားတယောက်တည်းတွင်ခေါင်းကိုကုတ်လိုက်တယ်အိမ်ရှိတကံမကြီးပိတ်ထားတာမို့လှရင်ကိုနှိုးပြီးဖွင့်ခိုင်းမဲ့တွေးပြီးမှစိတ်ထဲကလေးလက်နေတယ်လို့ခံစားနေရတာနဲ့မဖွင့်ခိုင်းတော့ပဲအိမ်တစ်ပတ်ပတ်ကြည့်လိုက်တော့နောက်ဘေးတကဖွင့်လျက်သားဖြစ်နေတာကိုတွေ့ရတယ်အရှိကြီးတွေးမနေတော့ပဲခြေတန်းလုံးလုံးနဲ့အိမ်ထဲကိုဝင်ခဲ့လိုက်တယ်ဆမ်မြေအိမ်ထဲရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကိုကြည့်ပြီးအံ့အားမင်သက်တက်သွားခဲ့ရတယ်ရှင်မောင်ဆိုတဲ့ကောင်ကသူ့သားမောင်ချစ်ကိုပွေ့ထားတယ်လှရင်ကသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ပြုံးရွှင်နေတယ်သားလေးအဖေကိုချစ်လားချစ်တယ်ဖေဖေကိုချစ်တယ်ဒါမှငါသားကွရှင်မောင်ဦးမျိုးပြီးအော်ဟင်းလိုက်တော့လှရင်ကရှူတူတူဆိုတဲ့အမုံရမျိုးလှုပ်ကြပြီးတူတူပြောပါယောက်ျားရဲ့ပဝင်းကျင်ကြားသွားရင်ပြဿနာတက်နေအောင်မယ်ဆမ်မြင့်အကြီးအကျယ်အံ့အားသင့်ရင်ဝမ်းနည်းမှုတွေကလည်းစွတ်တက်လာခဲ့တယ်တယောက်ကလည်းသားတယ်တယောက်ကလည်းအဖေတဲ့တယောက်ကလည်းယောက်ျားတဲ့သုံးယောက်သားဟုတ်နေကြတာပဲဒါဆိုရင်ငါကရောငါကဘာတူလဲရှင်နေရစကားတွေဟာအပြင်ကိုထွက်မလာခဲ့ပေမဲ့မျက်ရည်တွေကတော့ပါးထက်ကိုစီးကျလာခဲ့တယ်လှရင်ကိုတို့ဘယ်တော့လောက်အတူနေကြမလဲအချိန်တွေအရင်မဆွဲနေနဲ့ကွာကိုသားလေးနဲ့မင်းနဲ့ကိုမခွဲနိုင်တော့ဘူးအတူတူနေချင်လာပြီမချပါဘူးယောက်ျားရင်ခဏတော့တီးခံရမှာပေါ့ချက်ချင်းကြတော့ဘယ်လွယ်ပါမလဲကျမတို့တွေးထားတဲ့အစီအစဉ်တွေပျက်စီးကုန်မှာပေါ့ရှင်မောင်ကလှရင်ရဲ့မေးစီကိုကြည်စားတယ်လို့ဆွဲလိုက်ပြီးကိုကမိမနဲ့သားလေးကိုချစ်လို့ပြောတာပါကွာမိမသဘောပါဗျာသားလေးရရောဟိန်းနဲ့နေချင်လားဒီမှာနေချင်လားဖဖေနဲ့ပဲနေချင်တယ်ဒီမှာမနေချင်ဘူးအော်တော်တော်လေးမှလိုက်ဖက်လုံးနဲ့မိသားစုတွေပါလားအတူတူနေချင်ကြတယ်လားနေရမှာပေါ့နေရအောင်ငါဖန်တီးပေးပါမယ်ဆမ်မြေစိတ်ထဲမှာကျုံးဝါလိုက်ပြီးမိဖို့ကြောင့်နေရထင်းခုတ်တမအောင်လှမ်းယူလိုက်တယ်လက်ထရထောင်ချစ်ပေါင်ဆုပ်ကိုင်လိုက်ပြီးလှရင်တို့အနာကိုသွားလိုက်တယ်အသီးစိတ်တွေလည်းလွတ်နေပြီးကိုထိန်းချုပ်နိုင်ခြင်းလည်းမရှိတော့ဘူးသူ့ကိုတွေ့တော့ရှင်မောင်နဲ့လှရင်ကကြောက်လန့်တကြားထအော်ကြတယ်မင်းတို့မိသားစုလေးပျော်ရွှင်နေတာဘာမှမဆိုင်တဲ့ငါမနှောက်ယှက်ချင်ပါဘူးကွာဒါပေမဲ့မင်းတို့ကအတူတူနေခြင်းလှပါပြီရဲ့ဆိုတော့လေငါကဖြည့်စည်းပေးခြင်းလို့ပါကွာဟာဆမ်မြေရီတန်းကတအိမ်လုံးကိုစူညံသွားတယ်ရှင်မောင်နဲ့လှရင်ကတော့ထိတ်လက်တုန်လှုပ်နေတဲ့အမုံအရာတွေနဲ့သူ့ကိုလက်ကပြပြီးခမစိတ်ကိုရှော့နော်အနားကိုမလာခဲ့နဲ့ကျမရှင်းပြတာနားထောင်ပါအောင်အကိုကျမရှင်းနာကြီးမုံတီးစွာနဲ့လှရင်ကိုကြည့်လိုက်ပြီးမင်းရှင်းပြခြင်းနေဆိုရင်လေဒီကောင်တေသွားမှရှင်းပြဖို့အခုတော့ငါဒီကောင်ကိုအရင်ရှင်းလိုက်အောင်မယ်တေပြီးတော့အောက်တန်းစားကောင်ဆမ်မြင့်ဘလို့မှစိတ်ထိန်နိုင်ခြင်းမရှိတော့ပဲရှင်မောင်ကိုဓာတ်နဲ့ပြေးခုတ်လိုက်တယ်ဒါပေမဲ့ဓာတ်ချက်ကရှင်မောင်ရဲ့ချက်ကောင်းကိုမထိပဲလက်မောင်းကိုသာရှက်ထိသွားတယ်လူကလည်းမူးကနေမိုက်ကနေဖြစ်နေတော့နောက်တစ်ချိန်ထပ်ခုတ်ဖို့မနေအားယူနေရတယ်ဒါကိုရှင်မောင်ကအခွင့်ကောင်းယူပြီးဇက်ပွဲပေါ်မှာတင်ထားတဲ့ပန်းအုံနဲ့ရှိုက်လိုက်တော့ဆမ်မြင့်တယောက်နေရာမာတွေလဲကျသွားတယ်ဘလို့လုံးမလဲလှရင်
ကိုတို့ဘယ်လိုလုပ်ကြမလဲရှင်မောင်ကပန်းအိုးကိုလွတ်ချပြီးပြပြတလဲမေးတော့လှရင်ကဘယ်လိုလုပ်ရမှာလဲသူကကျမတို့အကုန်မြင်သွားခဲ့ပြီလေဘာဆက်လုပ်လို့ရတော့မှလဲလှရင်အတန်ကတိတိတတ်တာတုံရင်နေတယ်မင်းတို့နှစ်ယောက်လုံးမနေ့ပြန်ကြတရားဆွဲမယ်မင်းတို့တကြီးနဲ့သွားတိုင်မယ်ပြပြဆူဆူနဲ့ဆမ်မြင့်ကုံယုံထားကြည့်တယ်ခေါင်းကမခံနိုင်တော့အောင်ထားကျင်နေပြီးဘလို့မှထားလို့မရကိုတို့ပြဿနာတက်ပါပြီလှရင်ရဲ့ဘလို့လုပ်ကြမလဲဘလို့လုပ်ကြမလဲလှရင်ဟာချက်ချင်းဆိုသလိုအမူအရာတင်းငိမ်သွားပြီးနေတန်းကလည်းအိတ်ဆက်သွားတယ်သူသွားတိုင်ရင်တော့ကျမတို့ဘာမှဆက်လုပ်လို့မရတော့ဘူးလေမတိုင်အောင်လုပ်ရမှာပေါ့ဒါပဲရှိလို့တာမလားလှရင်ပြောတာအောင်ရှင်မောင်ကနားမလဲဘာကိုပြောချင်တာလဲလှရင်ငါနားလည်အောင်ပြောစမ်းပါနားလည်အောင်ပြောရမယ်ဆိုရင်ရှင်အခုကလေးကိုအိတ်ခက်နဲ့ခဏသွားပို့ထားလိုက်ပြန်လာရင်ကျမရှင်းပြမယ်ရှင်မောင်ကမြင်မြန်ဆန်ဆန်ပဲကလေးကိုပွေ့ချီသွားတယ်ရှင်မောင်သွားတာနဲ့လှရင်ကဆမ်မြင့်လက်ထရာတောင်းဆွဲလူးလိုက်တယ်လှရင်ကို့အပေါ်မင်းဒီလိုလှုပ်ဆမ်မြင့်စကားမဆုံးလိုက်ခင်မှာပဲအင်မတန်နာကျင်တဲ့ဝိရိနာတစ်ခုကိုခန်းစားလိုက်ရတယ်သူ့လက်ပင်ဘေးတစ်ဖက်မှာလှရင်ခုတ်လိုက်တဲ့ဓာတ်နေဝင်နေပြီဒါကရှင်ရွေးချယ်တဲ့လမ်းတော့ကိုဆမ်မြင့်ပြောဖို့အာယူကြည့်ပေမဲ့ပါဇက်ထဲကသွေးရည်သာရှန်ထွက်လာခဲ့တယ်နာကျင်မှုတန်ကိုအလူးလဲခံစားရင်မျက်ရည်တွေလည်းတသွင်သွင်စီးကျနေခဲ့တယ်တနိုင်သမျှရှိသမျှအားတွေနဲ့လက်အုပ်ချပြီးလှရင်ကိုမလှုပ်ပါနဲ့လို့တောင်းပန်ကြည့်တယ်အချီနီးသာနောက်ထပ်ဓာတ်ချက်တစ်ချက်ကလက်ဘေးမော်ကိုထိတ်ရောက်လာခဲ့ပြီးဆမ်မြင့်လည်းလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့တော့တယ်အဲဒီနောက်သူ့အလောင်းအပိုင်းပိုင်းဖြတ်ပြီးတော့အိမ်သာချင်းနဲ့သွားပစ်နေတာကိုရှင်နာစွာနဲ့တွေ့မြင်လိုက်ရတယ်တပည့်တော်လှုပ်ရက်တယ်ဖေဟာတပည့်တော်ပေါ်လှုပ်ရက်ကြတယ်ဆမ်မြင့်ပြောပြတာတွေကိုနားထောင်ပြီးအကုန်လုံးလှရင်ကိုရိုရှာမုန်းတီးစွာဝိုင်းကြည့်ကြတယ်ဒေါသတွေလည်းတထောင်ထောင်ထွက်ကြတယ်။အောင်ကြီးကလှရင်ကိုအရှိကိုလာခဲ့ဖို့ပြောလိုက်တော့လှရင်ကကြောက်ရွံ့တုန်လှုပ်စွာနဲ့အရှိကိုရောက်လာတယ်။ကဲတကယ်မှကိုမိုက်ပစ်ကိုဝန်ခံသလား။လှရင်ကဖုံဖုံမေးကိုငိုပြီးခေါင်းကြီးပြကဝန်ခံပါတယ်ဖေဟာဝန်ခံပါတယ်ဟုတ်ပြီကိုပြစ်ကိုတီလို့ဝန်ခံတာလေမှန်ကန်တဲ့လုပ်ရက်ပဲ။ဒါပေမဲ့တကယ်မတို့ကိစ္စကတော့တရားဥပဒေကဆုံးဖြတ်မဲ့ကိစ္စမို့ဦးစိအနေနဲ့ဘာမှပြောစရာမရှိတော့ဘူး။တကြီးကဆက်လုပ်နိုင်မယ်ဟုတ်ပြီလား။လှရင်မျက်ရည်တွေတသွင်သွင်စီးကြပြီးခေါင်းကိုညှိပ်ပြတယ်။အဲဒီနောက်ဖုံကဆမ်မြစ်ဘက်ကိုလှည့်ပြီးတကားဆမ်မြစ်ကိုဦးစီမြစ်တာရက်ခံခြင်းနဲ့ကိုကပေးဆက်ရမယ့်ကံကြွေးရှိလို့ပေးဆက်ပြီးသွားပြီဖြစ်တဲ့အတွက်အသေးထက်မလို့ခြင်းမနေတော့ပေါ့ဟုတ်လားပြုသူအသေးဖြစ်သူအဟောင်းဆိုသလိုပေါ့သူတို့လည်းတကားကြီးကိုတတ်တဲ့အပြစ်အတွက်လက်ရှိတရားဥပဒေကပေးတဲ့အပြစ်ကိုခံရမယ်။နောက်တမလွန်ပါလေသူတို့ကနေသူတို့ခံရအောင်ပါပဲ။ဖုံဟာတရေဆမ်မြစ်ကိုဝေကျွေးရှိပေးဆက်ရပုံအကြောင်းကိုတရားတပုတ်ကိုဟောပြဆုံးပါပြီးတရားဆုံးမှာဆမ်မြစ်လည်းဖုံကိုဥချပြီးကိုရင်မောင်ခန္ဓာကိုယ်တွေကထွက်ခွာသွားတော့တယ်။နောက်တနေ့ဆမ်မြစ်ရဲ့အလောင်းကိုပြန်ဖော်ပြီးမဲ့ဦးကောင်းခုံနဲ့အယိုးတချို့သာပြန်တွေ့ရတာမို့လို့ရသလောက်ကိုပဲတေးချစွာမြုပ်နှံပေးလိုက်ပြီးရက်လေစွန်းတော့အမျှဝေပေးလိုက်ကြတယ်။ဘဝဆက်တိုင်းဒီလိုအဖြစ်မျိုးမကြုံပါစေနဲ့တော့လို့ဆုတောင်းပေးရင်အချစ်ကြီးသူတယောက်ရဲ့ဤဖြစ်တန်တတ်မှလေသလားအခုနားဆင်ကြရတာကစာရေးသူရွှေဖုံးခင်ရေးသားထားတဲ့ဤဖြစ်တန်တန်သလားဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်မိခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။